တံဘာဝနာတရားတော်များပွားများကြဖို့ရောက်ရှိလာကြတဲ့အလုံးသောတရားတော်မှာပေါင်းသူတော်ကောင်းတို့ကိုဦးဇင်းတို့ဒီကနေ့ဘယ်လိုတရားစကားမျိုးပြောခြင်းတော့ဆိုတော့ဓမ္မပဒပါဠိတော်မှာလာရှိတဲ့ဂါထာတော်လေးတွေရဲ့အကြောင်းကိုပြောခြင်းပါတယ်နိကေ9ရက်ထဲမှာခုတ်တကနိကေဆိုတာပေတတို့ကြားဖို့တယ်သုတ်တန်တူတူလေးတွေစုထားတဲ့အပေါင်းအစုပါဠိတော်ကြီးပေါ့အဲ့ဒီခုတ်တကနိကေထဲမှာဓမ္မပဒပါဠိတော်ဆိုတာကအုပ်စုတစုအနေနဲ့သံဃာယနာတင်ထားကြတယ်ပေါ့ဥဒ္ဒံပါဠိတော်တို့သုတ်တန်နိပတ်ပါဠိတော်တို့ထေရဂါထာထေရီဂါထာအစရှိတဲ့တရားဒေသနာတော်တော်များများဟာခုတ်တကနိကေထဲမှာပေါင်းစုပြီးတော့တန်ခါနာတင်ကြတာတော့ဒီဓမ္မပဒပါဠိတော်ဆိုတာလေးကအလွန်တရာမှနာမည်လည်းကြီးတယ်လူလောကအတွက်အလွန်တရာမှလည်းပဲအကျိုးကျေးဇူးများတဲ့လူကြိုက်အများဆုံးသာသနာပြုတရားတော်လို့အဲ့ဒါလိုပညာရှင်တွေကသတ်မှတ်ကြတယ်ဒီဓမ္မပဒပါဠိတော်ကိုဓမ္မပဒပါဠိတော်ဆိုတာကဂါထာလေးတွေစုထားတာဂါထာပေါင်း423ဂါထာရှိတယ်သူကတူရာလေးတွေစုပြီးတော့မှတ်တမ်းတင်ဝဂ္ဂပါဠိလိုတူရာလေးတွေစုထားတာအစုအဲ့ဒါဦးဇင်းတို့ယမကဝက်ဆိုပြီးတော့အစုံဟောထားတဲ့ဒေသနာလေးတွေကိုစုထားတာရှိတယ်အပမာဒဝက်ဆိုပြီးတော့အပမာဒမမိမလျော်ခြင်းနဲ့ဆက်ရှင်တဲ့တရားဒေသနာလေးတွေစုထားတာရှိတယ်စိတ်တဝက်ဆိုပြီးတော့စိတ်တွေအကြောင်းပြောထားတဲ့ဂါထာလေးတွေကြီးစုထားတာလည်းရှိတယ်ပုပ္ဖဝက်ဆိုပြီးတော့ပန်းနေနဲ့ပတ်သက်ပြီးတော့ပန်းနေနဲ့ဥမာပေးပြီးတော့ဟောထားတဲ့ဒေသနာလေးတွေစုထားတာလည်းရှိတယ်နော်ဘာလဝက်တို့ပန္တိတာဝက်တို့ဘိက္ခုဝက်တို့အရဟန္တဝက်တို့ဟုတ်လားဗုဒ္ဓဝက်တို့အဲ့လိုမျိုးဦးဇင်းတို့တူရာလေးတွေရှုထားတာအပေါင်းအစု26စုရှိတယ်အဲ့ဒီဓမ္မပဒအလွန်တရာမှလည်းပဲတမိုင်းကြောင်းအစဉ်လာကြီးတယ်တဲ့ဒီဓမ္မပဒပါဠိတော်ဟာဦးဇင်းတို့အာသောကမင်းကြီးကိုယ်တိုင်ကိုယ်ဌာနသာသနာပြုလွတ်ပြီးတော့ကမ္ဘာလောကကြီးကိုမြတ်စွာဘုရားရဲ့အစုံအမသာသနာတွေပြန်ပွားအောင်ဆောင်ရွက်နိုင်စွမ်းရှိတဲ့နော်တိရိဓမ္မသောကမင်းကြီးရဲ့လို့ဖြစ်လာဖို့အတွက်ငကိုယ်တော်ကစန္ဒသောကမင်းရှုပြီးတော့အလွန်ချမ်းထမ်းတဲ့မင်းတစ်ပါးအနေကနေတိရိဓမ္မသောကမင်းကြီးရဲ့လို့သာသနာပြုမင်းကြီးဖြစ်လာဖို့အတွက်ဒီဓမ္မပဒပါဠိတော်မှာလာရှိတဲ့ဂါထာလေးကိုနာရလို့အဲ့လိုပြောင်းလဲသွားတာလို့ဆိုတယ်နောက်ပြီးတော့ဦးဇင်းတို့အနောထာမင်းကြီးဆိုရင်လေမြန်မာနိုင်ငံတဏ္ဍလျာထိဒဝါဒဗုဒ္ဓသာသနာထွန်းကားအောင်ပြန်ပွားတဲ့နေရာမှာပြန်ပွားအောင်ကြိုးစားအထောက်တဲ့နေရာမှာအလွန်တရာမှအကျိုးကျေးဇူးများတဲ့မင်းကြီးပေါ့အဲ့ဒီအနောထာမင်းကြီးလည်းပဲရှင်အရဟံမထေရကဒီဓမ္မပဒပါဠိတော်မှာလာတဲ့ဂါထာလေးကိုဟောပြလို့အဲ့ဒါလိုထူးခြားတဲ့မင်းကောင်းမင်းမြတ်တစ်ပါးအဖြစ်ကိုပြောင်းလဲသွားတာအဲ့ဒီဂါထာလေးလည်းပိဿတို့ကြားဦးတယ်အပမတောအမတံပဒံပမတောမိစုနောပဒံအပမတ္ထာနမိယန္တိယေပမတ္ထာယထာမတာကြားဦးတယ်နော်မမိမလျော့မပေါ့မဆတတိနဲ့နေခြင်းသည်မတေရန်နိဗ္ဗာန်ရခြင်းရဲ့အကြောင်းတဲ့မိမိရောပေါ့ဆတာတတိကင်းပြီးတော့နေခြင်းကတော့အဖမှန်တေရခြင်းရဲ့အကြောင်းတဲ့မမိမလျော့နေကြတဲ့ပုဂ္ဂိုလ်တွေဟာမိမိလျော့နေကြတဲ့ပုဂ္ဂိုလ်တွေတေကြသလိုအသေးစိုးနဲ့တေရတယ်ဆိုတာမရှိဘူးတဲ့ဒါကြောင့်မမိမလျော့နေတဲ့လူနဲ့မိမိရောနေတဲ့လူရဲ့တေခြင်းတရားဟာဘယ်လိုမှမတူဘူးလို့အဲ့ဒီဂါထာလေးကအဲ့ဒါလိုကျေပြတ်နဲ့နေတဲ့အဓိပ္ပာယ်တွေကိုအကျုံးဝင်စေတယ်ဓမ္မပဒပါဠိတော်မှာမှတ်တမ်းတင်ထားတဲ့ဂါထာလေးတွေကပြောရရင်ပါဠိကဗျာလေးတွေပဲအလုံးမနှစ်သက်မြတ်လို့စရာကောင်းတယ်နော်အတောကမင်းကြီးဆိုရင်လည်းပဲသူ့ရဲ့တူဏိရောဓတာမဏေကဒီကထာလေးကိုဟောလို့ပဲသူလည်းပဲပြောင်းလဲသွားတာ
နောက်ဦးဇင်းတို့ဒီဘက်ခေတ်မှာဒီဓမ္မပဒပါဠိတော်နဲ့တွေ့ရလို့ဘာသာကြားတွေကနေပြီးတော့ဗုဒ္ဓဘာသာဖြစ်သွားတာလေဗုဒ္ဓဘာသာမှာတာမန်ဗုဒ္ဓဘာသာမှုဖဲနဲ့တော့ယဟန်တော်တွေဖြစ်သွားတာတွေတောင်ရှိတယ်လွန်ခဲ့တဲ့ဦးဇင်းတို့နှစ်ပေါင်း100နီးပါးလောက်ကထင်ရှားကြော်ကြားခဲ့တဲ့ဣတလီဘုန်းတော်ကြီးဥလောကနာထဆိုတာနော်အသက်ကြီးတဲ့ပုဂ္ဂိုလ်တွေဆိုရင်ကြားဖို့မယ်ထင်တယ်နော်အဲ့ဒီဆရာတော်ကြီးဥလောကနာထဆိုလို့ရှိရင်ဒီဓမ္မပဒပါဠိတော်ဘာသာပြန်ကိုတွေ့ရလို့ဖတ်ရလို့ဗုဒ္ဓဘာသာယဟန်တော်ဖြစ်သွားတာဒါပေမဲ့ तू ကငကိုယ်တည်းကလည်းပဲပါမီလည်းပဲပါတယ်လို့ဆိုရမှာနော် तू သိပ္ပံဘွဲ့ရပြီးတဲ့နောက်မှာဒီတက်ခွဲကန်းထဲမှာသူ့ရဲ့မူရင်းရိုမန်ကက်သလစ်ပေါ့နော်အဲ့ဒီဘာသာတရားနဲ့သိပ္ပံအယူအဆတွေဟာအမြဲတမ်းစစ်တိုက်နေတယ်လို့ပြောတယ်သူကောင်းနေမှာအဲ့ဒါလို့စစ်ထိုးကြတိုင်းလည်းပဲသိပ္ပံပညာကအမြဲတမ်းအပေါ်စီးကရတယ်တဲ့ဒါသူကိုယ်တိုင်ရေးထားတာပေါ့နော်သူ့ရဲ့မူရင်းဘာသာတရားနဲ့သိပ္ပံတရားတွေနော်အခြေအတင်စစ်ခင်းတဲ့နေရာမှာအမြဲတမ်းသိပ္ပံပညာကအထက်စီးကနေပြီးတော့ရောက်တယ်ဒါပေမဲ့လို့သူ့စိတ်ထဲမှာယေရှုခရစ်နဲ့အဲစိန်ဖရန်စစ်ဆိုတဲ့ဘုန်းကြီးကိုတော့သူကြီးညိုးနေတော့မယ်ခြောက်လို့မရဘူးနောက်တော့အဲ့ဒါသူဒီဓမ္မပဒပါဠိတော်ကိုဘာသာပြန်ထားတဲ့စာအုပ်ကလေးသူတွေ့ရတယ်အဲ့ဒီမှာသူတကားတဲ့ဗုဒ္ဓဘာသာဖြစ်သွားတယ်သူကသူဘာနဲ့ဥမာပေးတော့ဆိုတော့ကန္တာရာထဲမှာခကြီးသွားနေတဲ့ပုဂ္ဂိုလ်ရေကလည်းတော်တော်ကိုငတ်နေပြီကန္တာရာထဲသွားနေတာအဲ့ဒီအချိန်မှာကြာမျိုး၅ပါးနဲ့ပြည့်စုံတဲ့ရေကန်ကြီးကိုတွေ့လိုက်ရလို့အာရပါရတောက်လိုက်ချိုးလိုက်ရတယ်လို့ပဲတဲ့ဓမ္မပဒဘာသာပြန်ကိုတွေ့တော့သူအဲ့လိုဖြစ်သွားတယ်အဲ့ဒါနဲ့အသက်အစိတ်လောက်မှာမိဘတွေဆွေမျိုးတွေအတိုင်းဝိုင်းတွေတားတဲ့ကြားတွေကသူဗုဒ္ဓဘာသာဖြစ်တယ်အသက်30မပြည့်ခင်လေးပါပဲအဲ့ဒါသူဘုန်းကြီးဝတ်တယ်ဘုန်းကြီးဝတ်ပြီးတော့ဦးဇင်းတို့မြန်မာနိုင်ငံမန္တလေးမစိုးရင်တိုင်းမှာစတဲ့ အရှိတန်းရောအနောက်တန်းရောဗုဒ္ဓဘာသာအတိုင်းဝိုင်းကသူ့ကိုအများကြီးကြည်ညိုကြတယ်ကဘာကို3ပတ်လောက်တော့ပတ်ပြီးတော့သူကမြတ်စွာဘုရားရဲ့အဆုံးအမတွေကိုပြန်ပွားအောင်ကြိုးစားအထောက်ခဲ့တာအဲ့ဒါဦးဇင်းတို့အသက်80နီးပါးလောက်မှာပြင်ဦးလွင်မြို့မှာပြန်တော်မူသွားတယ်အရန်ထင်ရှားကြော်ကြတဲ့ဒီဆရာတော်ဒီဓမ္မပဒပါဠိတော်ကိုလေ့လာရင်းနဲ့ဗုဒ္ဓဘာသာဖြစ်တာပေါ့နော်ဒါကအခုဒီထဲမှာလူငယ်တွေပါတယ်ပြီးလို့ရှိရင်ဒီအကြောင်းအရာလေးတွေကိုကြားတော့ဒီဓမ္မပဒပါဠိတော်မြတ်စွာဘုရားဟောခဲ့တဲ့ဒီကြပြလေးတွေကိုတို့လေ့လာလိုက်စားကြည့်မယ်ဆိုတဲ့စိတ်ကူးလေးပေါ်အောင်ဘုရားကပြောပြတယ်ပေါ့နော်နောက်ပြီးတော့ဦးဇင်းတို့ဒီဓမ္မပဒနဲ့ပတ်သက်ပြီးတော့ထူးခြားတာလေးတစ်ခုပေါ့လေဒီကိုဆရာတော်ဘုရားကြီးအမေရိကရောက်တော့မန်ဆာချူးဆက်ပြည်နယ်ဘော့စတွန်မြို့တဲ့အဲ့ဒီကိုရောက်တော့ခရစ်ယာန်ချက်ကျောင်းတစ်ခုတည်းကိုသူတရားဟောရတယ်တဲ့အဲ့ဒီချက်ကျောင်းရဲ့မုတ်ပေါဝမှာကြေးပြားနဲ့သူတို့အင်္ဂလိပ်ဘာသာရောရိုမန်စကားနဲ့ပါဠိဘာသာပေါ့နော်နှစ်ခုစာထိုးထားတယ်အဲ့ဒီစာလေးကဘာရေးထားတော့ဆိုတော့နာဟိဝေဒေနဝေဒာနိတမန္တိရကုဒါစနံအဝေဒနာသတမန္တိဧတဓမ္မောတနန္တရောဆိုရင်ဓမ္မပဒပါဠိတော်မှာလာတဲ့ဂါထာလေးဖြစ်နေတယ်အဲ့ဒီဂါထာရဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့ယံဆိုတာယံတုံ့မှုသဖြင့်ဘယ်တော့မှမငြင်းအေးနိုင်ဘူးတဲ့တုံ့ပြန်နေကြသမျှယံဆိုတာဘယ်တော့မှမငြင်းအေးနိုင်ဘူးတဲ့ယံမတုံ့မှုသဖြင့်သာလေယံတွေဟာငြင်းအေးတဲ့သဘောရှိတယ်ဒါဟာတကယ်သဘာဝတရားကြီးပါလို့အဲ့ဒါလို့အဓိပ္ပာယ်ရတယ်အဲ့ဒါနဲ့ဆိုတော့ကြီးကအံ့ဩတာပေါ့နော်မြတ်စွာဘုရားရဲ့အဆုံးအမကိုခရစ်ယာန်ချက်အကြောင်းရဲ့အပေါဝါမှာကြီးပြားနဲ့ရေးထားတာတွေ့ရတာအဲ့ဒါနဲ့ဆရာတော်ကြီးကအဲ့ဒီတရားပွဲမှာအဲ့ဒီဂါထာလေးကိုပဲအခြေချဲ့ပြီးတော့ဟောတယ်အဲ့ဒီခရစ်ယာန်ချက်အကြောင်းမှာအကြီးဆုံးဖြစ်တဲ့ဘုန်းကြီးကသူ့ခန်းထဲကနေပြီးတော့ဆရာတော်ကြီးဟောတဲ့တရားကိုနားတယ်တဲ့နားလဲပြီးပြီဆိုတော့ဆရာကြီးနဲ့တွေ့တဲ့အခါကျတော့ဆရာကြီးကမေးတာပေါ့နော်ခရစ်ယာန်ကျောင်းတစ်ကျောင်းဖြစ်ရတဲ့
မြတ်စွာဘုရားရဲ့အဆုံးအမကိုဘယ်လိုစိတ်ကူးနဲ့ရေးထားတာတော့ဒီကိုတရားလာဟောခွင့်ပေးတဲ့အတွက်ကြောင့်ကျေးဇူးလည်းတင်တဲ့အကြောင်းအဲ့လိုနေနဲ့စက်မိဆက်ရဒါကဘယ်လိုအိဗယ်နဲ့ရေးထားတာတော့ဆိုတော့သူ့ဘဝအကြောင်းလေးကိုပြောပြတယ်တဲ့အဲ့ဒီခရိယံဘုန်းကြီးကသူကငကိုယ်တော့အလွန်ဆိုးတယ်မိုက်တယ်လူပေလူတွေတယောက်ပဲတဲ့နောက်တော့ထောင်ကျသွားတယ်အဲ့ဒါထောင်ထဲမှာသူ့လိုပဲထောင်ကျနေတဲ့ဗုဒ္ဓဝါဒဗုဒ္ဓဘာသာအယူအဆရှိတဲ့လူတယောက်နဲ့သူခင်မင်ရင်းနေတယ်အဲ့ဒီလူကသူ့ကိုဓမ္မပဒစာအုပ်လေးတော့ပေးတာဘာသာပြန်ထောင်ထဲမှာအဲ့ဒါလေးဖတ်ပြီးတော့သူကအယံသဘောကျတယ်သူလုံးဝပြောင်းလဲသွားတယ်တဲ့ငကိုယ်တော့ဆိုသူအယံရန်လိုတယ်ပေါ့နော်ရန်လိုတဲ့စိတ်တွေဘာမှမရှိတော့ဘဲနဲ့မေတ္တာဓာတ်တွေအများကြီးဖြစ်လာပြီးတော့သူကတော့ဘာသာတရားတော့ပြောင်းမသွားဘူးသို့တော့တစ်ချိန်မှသူခရိယံဘုန်းကြီးဖြစ်တယ်တရားဟောတိုင်းလိုပဲအဲ့ဒီဓမ္မပဒတရားဂါထာလေးတဲ့အတိပ္ပယ်ကိုသူယူပြီးတော့ဟောတယ်တဲ့အမြဲတမ်းပြီးတော့အဲ့ဒီခရိယံဘုန်းကြီးကသူ့ရဲ့အိတ်ထောင်ထဲကနေသူ့ရဲ့အင်ကြီးအိတ်ကတ်ထဲကနေပေါ့စာအုပ်သေးသေးလေးလက်ဝါးလောက်ရှိတဲ့စာအုပ်လေးထုတ်ပြတယ်ဆရာတော်ကြည့်လိုက်တဲ့အခါကျတော့ဘာဖြစ်အောင်ဆိုအဲ့ဓမ္မပဒဘာသာပြန်စာအုပ်လေးဖြစ်နေတယ်စာအုပ်လေးကနွမ်းကြည့်ပြီးတော့အထက်ထက်အခါကကြည့်ထားတယ်ဆိုတာကိုစာအုပ်မြင်တာနဲ့သိတယ်နောက်သူဘယ်လောက်ကြိုက်လဲဆိုတာဒါကဒီဓမ္မတာပါဠိတော်နဲ့ပတ်သက်ပြီးတော့နည်းနည်းလေးပြောကြည့်တာပေါ့နော်ပထမဦးဆုံးဂါထာဓမ္မပဒပါဠိတော်မှာလာတဲ့ဂါထာဆိုရင်အလွန်တရာမှကောင်းတယ်မနောပုပ္ပင်္ဂမဓမ္မမနောတိဋ္ဌမနောမေယမနတ္တစီဘလုထေနဘာတတိဝါကရောတိဝါတတောဏဒုက္ခမနွေတိစက္ကံဝဝဟတောပဒံဟောဒီသဘာဝတရားတွေထဲမှာမနောဆိုတဲ့စိတ်ဆိုတဲ့သဘောတရားဟာခေါင်းဆောင်ဖြစ်တယ်တဲ့သူအကြီးအကဲသုံးပဲတဲ့သဘောတရားတွေထဲမှာစိတ်ဟာအကြီးအကဲပဲတဲ့သူအစွမ်းတတိအကြီးမားဆုံးပဲပေါ့ဒါကြောင့်ကြမ်းထမ်းတဲ့ယုံမာတဲ့အောက်တန်းကြတဲ့စိတ်နဲ့လုံးမယ်ပြောမယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့နောက်ကိုဆင်းရဲဒုက္ခတွေဟာအမြဲလိုက်မယ်ဥပမာဝန်ဆောင်နွားလားရဲ့နောက်ကိုသူဆွဲသွားတဲ့လှဲပင်းရာကြီးကအစဉ်လိုက်နေတယ်လို့ပဲတဲ့အမြဲတမ်းစဉ်းစားရကောင်းတယ်နော်မကောင်းတဲ့စိတ်မွေးမိလို့ရှိရင်အဲ့ဒီမကောင်းတဲ့စိတ်ရှိရတန်လန်းနဲ့လှုပ်လိုက်တဲ့ပြောလိုက်တဲ့အလုပ်တွေအပြောတွေဟာကောင်းနိုင်စရာမရှိဘူးပေါ့နော်အဲ့လိုဆိုရင်ဒါပါလဲဆိုရင်ကိုယ်ဒုက္ခကိုရှာတာပေါ့မှတ်သားစရာလွန်ကောင်းပါတယ်အဲ့လိုပဲမနောပုပ္ပင်္ဂမဓမ္မမနောတိဋ္ဌမနောမေယမနတ္တစီပတန္တေနဘာတတိဝါကရောတိဝါတတောဏဒုက္ခမနွေတိဆာယဝအနုပါယိနိတဲ့ပုံစံတူကလေးစန့်ကျင်ဘက်ပုံစံတူကလေးဂါထာတစ်ပုဒ်အဲ့ဒါရဲ့အောက်မှာမှတ်တမ်းတင်သူကဘာပြောတော့ဒီစိတ်ဆိုတဲ့တရားဟာသဘာဝတရားတွေမှာရှိသွားကောင်းဆောင်ဖြစ်တယ်ဒါကြောင့်ကောင်းမြတ်တဲ့စိတ်ကြည်လင်တန်ရှင်းတဲ့စိတ်နဲ့လုံးမဲ့ပြောမယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့နောက်ကိုချမ်းသာဒုက္ခတွေကအစဉ်လိုက်လိမ့်မယ်တဲ့ဥပမာမိမိသွားရာနောက်ကိုမိမိရဲ့အရေးဟာအစဉ်လိုက်နေတယ်လို့မျိုးပါပဲတဲ့ကိုယ်တို့အကောင်းဆုံးမိတ်ဆွေတစ္ဆာရှိဆုံးမိတ်ဆွေနော်ကောင်းတဲ့စိတ်ကောင်းနှလုံးကောင်းမွေးကြဖို့စိတ်ကောင်းနှလုံးကောင်းထွန်းဖြစ်ထွန်းနေတဲ့အချိန်မှာလှုပ်လိုက်တဲ့အလုပ်ပြောလိုက်တဲ့အပြောဟာအလွန်တရာမှကောင်းကျိုးချမ်းသာကိုဖြစ်စေတယ်အဲ့လိုလေးဦးဇင်းတို့အစုံစန့်ကျင်ဘက်ကလေးနဲ့စုံတာရှိတယ်စင်တူယုံမလေးစုံနေတာရှိတယ်ဒီလိုဂါထာလေးတွေရွေးပြီးတော့ရှုထားတာကိုရှင်မကဝဲလို့ခေါ်တယ်အစုံဒေသနာအခုယောဂီတို့ကိုဦးဇင်းပြောခြင်းနဲ့ပြောမယ်လို့ရွေးချယ်ထားတဲ့အကြောင်းအရာတစ်ခုကမလဝဲဆိုတဲ့နော်အစိပ်အပိုင်းတစ်ခုတည်းကဂါထာတစ်ပုဒ်ကိုပြောခြင်းမလဆိုတာကပါဠိလိုပြောတာနော်ဗမာလိုသူကအညစ်အကြေးလို့အဓိပ္ပာယ်ရမလဆိုတာအညစ်အကြေးဟိုတတိပဋ္ဌာန်ဘာဝနာတရားကိုအထုတ်ကြတယ်ဆိုတာစိတ်ရဲ့အညစ်အကြေးကိုတဖြည်းဖြည်းနဲ့နေပါသွားအောင်စိတ်ကလေးဖြူရှင်တန်ရှင်းသွားအောင်ကြိုးပမ်းကြတာပေါ့ဒါဒီနေ့မှာအညစ်အကြေးဆိုတာစိတ်ရဲ့အညစ်အကြေးကိုရည်ညွှန်းတာဒါဒီအညစ်အကြေးဆိုတာနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးမှတ်သားစရာကောင်းတာလေးတွေရွေးချယ်ပြီးတော့ပြောခြင်းအယတာဝမလံသမုဋ္ဌာယအယတာဝမလံသမုဋ္ဌိတံတတုဋ္ဌာယတမေဝခါရတိဧဝအတိဒေါနစာရိနံတာဏိကမ္မာနိနယံတိဒုက္ကတေဒီကဒါလေးမှတ်သားစရာလောကောင်းတယ်အဓိပ္ပာယ်ကဘာပြောလို့ဆိုတော့
တန်ကြီးဆိုတာတန်ကနေဖြစ်လာတာတဲ့နော်တန်ကိုဦးဇင်းတို့တိုင်းပြစ်ထားလိုက်မှဆိုရင်ပါလေတန်ကြီးတက်လာတယ်ပေါ့နော်အဲ့ဒါလိုဖြစ်ပေါ်လာတဲ့တန်ကြီးကပဲသူဖြစ်ပေါ်ရာတန်ကိုဖြည့်ဆည်းပြစ်တယ်တဲ့စိတ်ဝင်စားတဲ့သဘာဝလေးပါပဲနော်တန်ကဖြစ်လာတဲ့တန်ကြီးဟာတန်ကိုပြန်ပြီးတော့ဖြည့်ဆည်းပြစ်တယ်သူကဖြစ်လာတဲ့အညစ်အကြေးကသူ့ကိုပြန်ပြီးတော့စားပြစ်တယ်ဖြည့်ဆည်းပြစ်တယ်ဒါသဘာဝတရားအဲ့ဒါကိုမြတ်စွာဘုရားဥမာပေးတာအဲ့ဒါလိုပဲတဲ့အေဝံတိဒေါနဇာရိနံအပြစ်ရှိတဲ့အလုပ်တွေကိုလွန်လွန်ကျူးကျူးလုပ်ကြမယ်ပြောကြမယ်တွေးကြံကြမယ်ဆိုလို့ရှိရင်အဲ့ဒါဟာအညစ်အကြေးဖြစ်တယ်စိတ်ရဲ့အညစ်အကြေးဖြစ်တယ်မကောင်းမှုဖြစ်လာပြီဆိုလို့ရှိရင်မကောင်းမှုမိမိတဏ္ဍာမှာဖြစ်လာပြီဆိုရင်အဲ့ဒါမိမိတဏ္ဍာကထွက်လာတဲ့အညစ်အကြေးကြီးပဲပေါ့ဆိုလိုတာကအဲ့ဒီအညစ်အကြေးကလည်းပဲဘယ်သူ့ကိုပြန်ဖြည့်ဆည်းမှာလို့ဆိုတော့ကိုယ့်ကိုပဲပြန်ပြီးတော့ဖြည့်ဆည်းမယ်တဲ့လောက်ထိဖြည့်ဆည်းနိုင်လို့ဆိုရင်တာဏိကမ္မဏိနေယံတိဒုက္ကတိမကောင်းတဲ့ဘဝကိုရောက်သည့်အထိတောင်ဖြည့်ဆည်းပြနိုင်တယ်တဲ့နော်ဒီဘဝအရှိတကွဲအကျိုးနဲ့ဖြစ်တာမျိုးဆင်းရဲဒုက္ခမျိုးစုံတွေ့ကြုံရတာမျိုးဒါလောက်တင်မကပဲနဲ့နော်အလွန်ရှည်လျားလာဆိုတော့ကာလပတ်လုံးဆင်းရဲလာတဲ့ပူလောင်လာတဲ့ပင်ပန်းလာတဲ့ဘဝခန္ဓာတွေကိုရစေသည့်အထိကြီးကြီးမားမားဖြည့်ဆည်းပြနိုင်တယ်ဘယ်ဟာဖြစ်လာတဲ့အညစ်အကြေးဖြည့်ဆည်းတာဆိုကိုယ်ကဖြစ်လာတဲ့အညစ်အကြေးပဲကိုယ်ကိုဖြည့်ဆည်းတာနော်တန်အားဖြစ်လာတဲ့တန်ကြီးဟာတန်ကိုပြန်ပြီးတော့ဖြည့်ဆည်းသလိုမျိုးကိုယ်ကဖြစ်လာတဲ့မကောင်းမှုဆိုတဲ့အညစ်အကြေးဟာကိုယ်ပဲပြန်ပြီးတော့ဖြည့်ဆည်းတယ်တဲ့ဘလောက်တဘာဝကြတော့နော်ဘယ်အချိန်ပဲဒီအကြောင်းအရာလေးတွေကိုဖတ်ရတွေးရနားထောင်ရပြောရရိုးနိုင်တယ်လို့မရှိဘူးနော်သူတော်ကောင်းတရားဆိုတာသစ္စာတရားဖြစ်တယ်နော်သစ္စာဆိုတာသစ္စာဟဝေတာတုတတံရတ္တနာဆိုတဲ့အတိုင်းအမြဲတမ်းချုံငြိမ်တဲ့သဘောရှိတယ်နော်အရသာတကအရသာထဲမှာအကောင်းဆုံးရတာလို့မြတ်စွာဘုရားဟောတယ်ဟုတ်လားဒါကြောင့်စဉ်းစားစရာစဉ်းကျင်စရာကောင်းတယ်အလွယ်တကူလည်းပဲစောင့်ထားမယ်ဆိုရင်စောင့်ထားလို့ရတယ်ဒီအိဗယ်ရှိတဲ့ဒီပါဠိကဗျာလေးတွေကနော်ကိုကဒါကိုအလုံးမြတ်လို့ကြက်မှတ်ထားမယ်ဆိုလို့ရှိရင်ညာကြီးတောင်ရနိုင်တယ်သိပြီးတော့မခက်ပါဘူးအဓိကကဒါကိုတန်ဖိုးထားပြီးတော့လိုချင်တဲ့စိတ်ကိုယ်တန်တမှာတည်ချင်တဲ့စိတ်ရှိဖို့ရတာမူရင်းပေါ့နော်အဲ့ဒါလိုများကြိုးစားအထုတ်မယ်ဆိုလို့ရှိရင်အမှတ်ရလို့ရွတ်ဆိုတိုင်းနော်ကိုယ်ကိုမြင်မာတဲ့အတွေးအမြင်တွေနော်လမ်းကြောင်းတွေကိုအများကြီးတဲ့ပေးနိုင်တဲ့လမ်းညွန်ချက်တွေမဖြစ်နိုင်ဘူးလားဖြစ်နိုင်နော်အဲ့တော့ဒီမှာဦးဇင်းတို့ဓမ္မပဒပါဠိတော်မှာလာတဲ့ဒီဂါထာလေးတွေရဲ့နော်ဒီပြင်စိတ်ဝင်စားစရာကောင်းတာတစ်ခုရှိသေးတယ်အဲ့ဒါဘာလဲဆိုတော့ဒီဂါထာလေးတွေကိုမြတ်စွာဘုရားဟောတဲ့အခါမှာသူအကြောင်းမဲ့ဟောတာမဟုတ်ဘူးဟောเสียအကြောင်းဖြစ်လာလို့အဲ့ဒီဖြစ်ရတဲ့အဝင်ဝင်ညာဖြစ်မဲ့အကြောင်းအရာကိုမြတ်စွာဘုရားဟောပြတာဒါမြတ်စွာဘုရားမှပဲဖန်တီးနိုင်မယ်လို့ဆိုကြပါစို့အခုဒီအဓိပ္ပာယ်ရှိတဲ့ဂါထာလေးကိုမြတ်စွာဘုရားဘာကြောင့်ဟောတာတော့နော်တန်ခါဖြစ်လာတဲ့တန်ကြီးဟာတန်ကိုပဲပြန်ပြီးတော့ဖြည့်ဆည်းတယ်လို့ကိုကဖြစ်လာတဲ့မကောင်းမှုဟာကိုယ်ပဲပြန်ပြီးတော့ဆင်းရဲစေတယ်ဆိုတာဘာကြောင့်မြတ်စွာဘုရားဒီဂါထာလေးကိုဟောရတာတော့ဟောရခြင်းရဲ့အကြောင်းဏိဒံဝတ္ထုဆိုတာလေးရှိတယ်အဲ့ဒါလေးတွေနဲ့ဆက်ပြီးတော့မှတ်သားမှသူကပိုးပြီးတော့အဓိပ္ပာယ်ကပိုးပြီးတော့လေးနဲ့သွားတဲ့သဘောရှိတယ်ဒါကြောင့်ဒီဓမ္မပဒဂါထာလေးတွေကိုခြေခံပြီးတော့ဓမ္မပဒအဋ္ဌကထာဆိုဖွင့်ဆိုတဲ့နေရာမှာကြတော့ဒီဂါထာလေးကိုဘာကြောင့်ဟောရတယ်လဲဆိုတဲ့ဏိဒံဝတ္ထုလေးပါထည့်သွင်းပြီးတော့သူကဖော်ပြတယ်ဒီဂါထာလေးဟောရခြင်းရဲ့အကြောင်းကပိဿပေါင်းတော်တို့အလုံးကြားဖို့ပြီးသားမြတ်စွာဘုရားလက်ထက်ကတိတ္တယဟန်ဆိုတာရှိတယ်ဟုတ်လားတခါတော့သူကရှင်အဝိဇ္ဇတဇသူရလာတယ်မြတ်စွာဘုရားလက်ထက်ကသင်္ကန်းတွေပါတွေတခါလဲချုပ်ပြီးတော့လှူတာကရှားတယ်အဝိဇ္ဇတိုင်းဒီတိုင်းလှူလိုက်တာများတယ်အဲ့ဒါကိုယ့်အကိုရှိုးရတယ်ကိုယ့်အကိုချုပ်ရတယ်ပေါ့အဲ့တော့အဲ့ဒီဖြင်စားကခတ်ထူတူ၈တောင်လောက်ရှိတယ်တဲ့အဲ့ဒါလေးရလာတော့သူကသူ့ညီမကိုအပ်ထားတယ်ဒါလေးကိုသိမ့်ထားဆိုတာနောက်သူသင်္ကန်းလိုတဲ့အခါကျတော့အဲ့ဒီသင်္ကန်းကိုသွားပြီးတော့တောင်းတယ်အဲ့ဒီအစတောင်းတော့ညီမဖြစ်တဲ့လူကနော်ကိုယ့်ရဲ့အမောင်မောင်ကြီးဝတ်မဲ့သင်္ကန်းဆိုတော့ကောင်းသိချင်တာဆိုတော့အဲ့ဒီဖြင်စားကငကောကထူးနေတာအကုန်လုံးပြန်ဖြက်ပြီးတော့ထူထောင်းပြီးတော့ခြီလေးတွေပြန်နှင်ပြီးတော့သေးသေးချာချာပြန်ပြီးတော့ရက်ထားတော့အဝတ်စားကပိုးပြီးတော့ကောင်းတယ်အဲ့ဒါနဲ့အဲ့ဒီအဝတ်ကိုပြတော့ယဟန်တော်ကဒါငါအဝတ်စားမဟုတ်ဘူးငါအထာတော်ကအ
အဝတ်ပိုင်းကထူလဲထူတယ်၈တောင်ပဲရှိတယ်ကိုကတဲ့ဟာအရန်နူးညံ့နေတယ်9တောင်တောင်ရှိနေတယ်မဟုတ်ဘူးအဲ့ဒါအဲ့ဒီသင်္ကန်းကိုအဲ့ဒီအဝတ်စားကိုလှုပ်ထားတာမောင်ကြီးတို့အဲ့ဒါတေချာလှုပ်ထားတာအဲ့တော့မှ तू ကယူလာတော့သဘောကျတာဗောဝတ်စားကိုကန်ကြည့်တော့နုညံ့တော့ဒါလေးကို तू အရန်ကြိုက်နေတာဟုတ်လားကောင်းတာနဲ့တွေ့ရတာလည်းပဲကံကောင်းတယ်လို့တခါတလေပြောလို့မရဘူးဦးဇင်းကအဲ့လိုအတွေးလေးလည်းပေါက်မိတယ်အဲ့ဒါနဲ့ဒီသင်္ကန်းဒီအဝတ်စားလေးကိုဆိုးယဟန်တွေကိုအကူကြီးတောင်းပြီးတော့ဝိုင်းပြီးတော့ချုပ်ကြတာဗောသင်္ကန်းချုပ်ပြီးပြီဆိုတော့အဲ့ဒီနေ့ညသင်္ကန်းလေးကိုခောက်ပြီးတော့မနေ့ကျရင်ဝတ်မယ်သင်္ကန်းလေးကအစားလည်းအရန်နုံညံ့သူစိတ်ထဲမှာအရန်သဘောကျတယ်အဲ့ဒါဖြစ်ရှင်တော့အဲ့ဒီနေ့ညတယ်အစာမကြေယောဂဖြစ်ပြီးတော့ညတွင်ချင်းပြန်တော်မူတယ်မိုးလိုက်ရအောင်ကဲဘဝမှာဇရာတွေကတော့အမျိုးမျိုးချကြတာပဲနော်ဘာလုံးမယ်ဘယ်သူမှကံတိကံမအဲ့ဒါကြီးဖြစ်ပါသေးမယ်လို့တော့ပြောလို့မရဘူးမနေ့ကျဒီသင်္ကန်းလေးဝတ်မယ်လို့သူစဉ်းစားတာမိုးလိုက်ရအောင်အဲ့ဒီသင်္ကန်းရဲ့ပေါ်မှာဆွဲလန်းမှုဆိုတာရှိတယ်အဲ့ဒီဆွဲလန်းမှုကအညစ်အကြေးပဲဟာအဲ့ဒီအညစ်အကြေးကဘုသူတန်တန်မှာဖြစ်တော့သူတန်တန်မှာဖြစ်နေတာဒါရဟန်းတစ်ပါးအနေနဲ့အများကြီးခက်ညံ့ညံ့လို့တော့ပြောလို့မရဘူးသို့တော်လည်းပဲဒါလေးတွေကပုထုသင်တဘာဝဖြစ်တတ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီအညစ်အကြေးကရဟန်းဆိုပြီးတော့လည်းပဲတက်ညာဝင်ပေးမှာတော့မဟုတ်ဘူးသူဟာသူသဘောသူဆောင်ပြီးတော့သွားမှာပဲလေအဲ့ဒါနဲ့ဘာဖြစ်တုံးဆိုတော့သူဆွဲလန်းရာသင်္ကန်းထဲမှာသွားပြီးတော့ဖြစ်ရတယ်တဲ့ဘာဖြစ်တုံးဆိုတော့တန်းဖြစ်တယ်တဲ့ပေးသလိုကြားဥပါတယ်အဲ့ဒါနောက်နေ့ရောက်တော့သူ့ရဲ့ဒီရုပ်ကလပ်ကိုမီးရှို့ပြီးတော့ကြံရစ်တာဒီသင်္ကန်းလေးကြံရစ်တော့ပိုင်ရှင်မရှိတော့ဘူးဆိုတာတန်ခိကဖြစ်တယ်ပေါ့တန်ဃာတွေအကုန်လုံးဝေဖန်ပိုင်းခြားပြီးတော့ယူရမယ်ပေါ့အဲ့လိုဝေဖန်ပိုင်းခြားပြီးတော့ယူရမယ်ဆိုတော့ဒီတန်းကအော်နေတယ်တဲ့ငါပစ္စည်းကိုယဟန်တွေကလူနေတယ်လို့အော်နေတယ်တဲ့အဲ့ဒါကိုမြတ်စွာဘုရားဒိဗ္ဗသောတာပင်ရှင်နဲ့ကြားတယ်တဲ့ဒါဓမ္မပဒထကရာထဲမှာဖွင့်ပြတာပေါ့နော်အဲ့တော့ဦးဇင်းကတော့စဉ်းစားကြည့်တယ်တန်းကြိတ်တာဖြစ်မယ်နဲ့တူတယ်လို့ရိုးရိုးတန်းဆိုရင်တော့ तू အော်နိုင်စရာအကြောင်းမရှိဘူးလေရိုးရိုးတန်းဆိုလို့ရှိရင်ဒီသင်္ကန်းကြီးကိုယဟန်တွေကဝေဖန်နေတာကို तू သိကြအကြောင်းလည်းမရှိဘူးလို့ထင်တယ်ဒါကြိတ်တာတန်းဖြစ်မယ်လို့ထင်တယ်ဒါကတော့ကိုစဉ်းစားမိတာပေါ့တကယ်လို့တန်းကြိတ်တာမဟုတ်ဘူးဆိုရင်လည်းပဲမြတ်စွာဘုရားကဒီတန်းကလေးဒီထဲမှာဖြစ်နေတယ်ယဟန်တွေကတကယ်လို့ဝေဖန်လိုက်လို့ရှိရင်ဝစ်ပြုတ်မယ်ဆိုတန်းလေးကတော့တဏှာကြားပြီးတော့သေရတော့မှာပဲလေအချိန်မကြာဘဲနဲ့ပျက်စီးရတော့မယ်အဲ့ဒါကိုမြင်လို့ပေါ့မြတ်စွာဘုရားတားစာရဲဖွင့်ပြတာကတော့ဒီတန်းကအသင်္ကန်းကိုယဟန်တွေလူရက်နေကြတယ်ဆိုတော့ပြေးလွှားနေတယ်တဲ့သင်္ကန်းထဲမှာဒါကိုမြတ်စွာဘုရားဒိဗ္ဗသောတာအဘိညာဉ်နဲ့ကြားလို့ဆိုင်းလိုက်အောင်အဲ့ဒါကိုမဝေဖန်ကြနဲ့အောင်မခွဲကြနဲ့အောင်သိပြီဆိုလို့ရှိရင်ပစ္စည်းကခွဲကြတာကိုဟုတ်လားအဲ့ဒါနဲ့မြတ်စွာဘုရားအဲ့လိုဆိုင်းတာတော့9ရက်လောက်နေတဲ့ခါကျတော့အဲ့ဒီတန်းလေးကသေသွားတယ်သေတော့ဘယ်ရောက်တုံးဆိုတော့တုတိတာနဲ့ပြည်ရောက်သွားတယ်အဲ့ဒီကြတော့မှမြတ်စွာဘုရားဒီသင်္ကန်းကိုဝေဖန်ဝင်ပေးတာအဲ့ဒီမှာဘာကြောင့်9ရက်ဆိုင်းထားရတယ်လဲလို့မေးလို့မြတ်စွာဘုရားကအေးအဲ့ဒီသင်္ကန်းပိုင်ရှင်ယဟန်ကဒီထဲမှာတန်းဖြစ်နေတယ်နော်ဒါကြောင့်မို့လို့ဒီအကြောင်းအရာတွေကိုမြင်လို့9ရက်လောက်ဆိုင်းထားရတာအဲ့ဒီမှာအဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့သောတော်ဂါထာလေးကိုဟောတာနော်တန်ခါဖြစ်လာတဲ့အညစ်အကြေးဟာတန်ကိုပဲဖြစ်စည်းတယ်အဲ့ဒါလိုပဲမိမိကဖြစ်လာတဲ့မကောင်းတဲ့စိတ်တွေမကောင်းတဲ့အပြောတွေမကောင်းတဲ့အလုပ်တွေဒီအညစ်အကြေးတွေလို့ဆိုတဲ့မကောင်းမှုတရားတွေဟာဖြစ်ပေါ်ရာမိမိကိုပဲပြန်ပြီးတော့ဖြစ်စည်းလိမ့်မယ်ဒုက္ခပေးလိမ့်မယ်ဒီအိဗယ်ရတယ်နော်အယတာဝမလံသမုဋ္ဌာယတဒုဋ္ဌာယတမေဝခါရတိဧဝံတိရောဏဇာတိနတာတိကမ္မာနိနေယံတိဒုက္ခရေမှတ်သားစရာကောင်းတယ်နော်ဒါလေးကတပုတ်ပြောချင်တာနောက်ထပ်ပြောချင်တဲ့တပုတ်ကမြတ်စွာဘုရားရဲ့နော်ဒေသနာယာမှာအလွန်ကျွမ်းကျင်တော်မူတဲ့နော်တေဂာနီအနေအထားမှာတုံလုံးခြောက်ခြားစရာကောင်းတဲ့အခြေအနေကိုမြင်အောင်ဟောနိုင်တာလေးကိုသဘောကျလို့အဲ့ဒီဂါထာလေးကိုရွေးပြီးတော့ပြောခြင်းနော်ဂါထာကနည်းနည်းခက်တယ်ပြောရတာဒီဂါထာဟောရခြင်းရဲ့အကြောင်းဒီတန်းဝတ္ထုလေးကိုအရင်ပြောကြည့်နော်ဘုရားတို့မြတ်စွာဘုရားလက်ထက်ကဘုရားပွင့်မိကာသအစောပိုင်းလောက်ဖြစ်မယ်လို့ထင်ပါတယ်အဝိဋ္ဌိမြို့ထဲမှာနွားတက်ပြီးတော့အမဲသားရောင်းပြီးတော့အသက်မွေးဝမ်းကြောင်းပြုတဲ့တက္ကကြီးတယောက်ရှိတယ်နွားတက်ပြီးဆိုလို့ရှိရင်အမြဲတမ်းအိမ်အတွက်လည်းချက်ပြုတ်တဲ့ပူတာကိုရောင်းချပြီးတော့စားတော့တယ်နွားတွေလည်းမွေးထားတယ်ပေါ့
အဲ့ဒါလို့သူကအခြေတိုင်းဘဝတစ်လျှောက်လုံးဒီလိုပဲနေလာတာဒီလိုပဲစားတောက်လာတာဆိုတော့အမဲသားမပိုင်တမင်မစားနိုင်ကြာတော့စွဲတာပေါ့နော်အဲ့ဒီအစွဲကဒုက္ခပေးမှာဒီအသားမပိုင်မစားနိုင်ဘူးယတတနာလည်းကြောက်ကြကောင်းတယ်အဲ့ဒါနဲ့ဒီနေ့တော့အဲ့ဒီတခါကြီးကအသားတွေအကုန်လုံးရောင်းပြီးတော့သူ့ဘို့ချမ်းထားတဲ့အသားကောင်းကောင်းလေးအဲ့ဒါကိုမိမကိုပေးတယ်ရော့ဒါကိုချဲငါရေသွားချိုးလိုက်ဦးမယ်ပြန်လာမှစားမယ်ဆိုတော့မိမကိုပေးထားတယ်အဲ့တော့သူရေသွားချိုးနေတော့မှသူ့ရဲ့တငယ်ချင်းကရောက်လာပြီးတော့အိမ်မှာဧည့်သည်ရောက်လာလို့မေသားလေးရောက်မှာအဲ့မိမဖြစ်တဲ့လူကမရောရဲဘူးမေသားတွေကမရှိတော့ဘူးဒီမှာသူစားဖို့ချက်မဲ့စေတန်းလန်းဒါလေးပဲရှိတယ်ဒါတော့မပေးဝင်ဘူးမရောရဲဘူးအဲ့တော့တငယ်ချင်းဖြစ်တဲ့လူကအိမ်မှာဧည့်သည်ကလည်းရောက်နေတာသင်ကောင်းကလည်းမရှိဘူးဆိုတော့ကိုင်းဘလို့ပဲဖြစ်နေဒီမိမကတော့ပေးရဲမှာမဟုတ်ငါစွတ်အတင်းပဲငါယူသွားတော့မယ်ဆိုပြီးတော့ငါတငယ်ချင်းကိုငါပြီးမှကြည့်ပြောမယ်ပေးလိုက်ဆိုတော့အတင်းအဓမ္မယူသွားတယ်တဲ့အဲ့ဒီအသားကိုနောက်တသမပြန်လာလို့ရေချိုးကပြန်လာလို့ထမင်းစားတော့မကိုင်းထမင်းခူးခဲ့ဆိုတော့ထမင်းပွဲကိုပြင်ပြီးတော့ကြည့်လိုက်တဲ့အခါကျတော့အမေသားဟင်းကမပါကိုစားချင်တာမပါဘူးဆိုတော့စိတ်ကဆိုးမှာပေါ့နော်ဒီဥစ္စာကတော်တော်ကြောက်စရာကောင်းတယ်လို့ထင်တယ်ဒီအစားအသောက်ကလေအစားအသောက်နဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုရင်ပြောစရာစကားတွေအများကြီးရှိခဏလေးလို့ဆိုပေမဲ့လို့လည်းပဲစိတ်ကိုအလွန်လွှမ်းမိုးနိုင်စားတဲ့တောက်တဲ့ချိန်ကတကယ်တမ်းကခဏလေးပဲဒါပေမဲ့အဲ့ဒီခဏလေးကစိတ်ကိုအလွန်လွှမ်းမိုးနိုင်တယ်ကိုစားကျင်တာမစားဘူးကိုမစားကျင်တာတွေစားရတယ်ဆိုရင်အလွန်စိတ်ဆင်းရဲတယ်နော်စားကျင်တာစားတော့မယ်ဆိုရင်တော်တော်မြူးနေတယ်ဗောစိတ်ထဲမှာစားတော့လဲတလောက်ကြီးမဟုတ်လာပါဘူးဟုတ်လားအစားအသောက်ရဲ့စိတ်ကိုလွှမ်းမိုးပုံကိုပြောတာနော်အခုကြည့် तू ဘလောက်သူ့လွှမ်းမိုးတာကိုခံရမလဲဆိုတာဆက်ပြီးတော့နားထောင်ကြည့်မျက်နှာတစ်ခါတည်းတန်းပြက်တယ်ဘာဖြစ်လို့အသားမရှိရတော့အကျိုးကြောင့်ပြောပြတော့တင်းတငယ်ချင်းယူသွားတယ်အတင်းအဓမ္မယူသွားတယ် तू မတားနိုင်ဘူးတားလို့ကိုမရဘူးအဲ့တော့မိမလည်းရိုက်လို့နှက်လို့လည်းမဖြစ်စိတ်ကအရန်တိုတယ်ငါအသားမပါဘဲနဲ့တမင်မစားဘူးဆိုတာနေမသိဘူးလားနော်တခါတည်းဘာလုပ်လဲဆိုတော့တမင်မို့တခါတည်းပြန်သိမ်းခိုင်းလိုက်တယ်ပြန်သိမ်းခိုင်းပြီးတော့နန်းရံမှာထိုးထားတဲ့ဓာတ်ကိုတခါတည်းဆွဲထုတ်ပြီးတော့အိမ်အောင်ဆင်းသွားတယ်တဲ့ဆင်းသွားပြီးတော့အိမ်နောက်ဖေးသွားပြီးတော့အိမ်နောက်ဖေးမှာနွားတွေမွေးထားတာရှိတာဟုတ်အနွားတကောင်ရဲ့ပါဇက်ကိုဖြဲပြီးတော့ရှာကိုဆွဲထုတ်ပြီးတော့အဲ့ဒီဓာတ်နဲ့အရင်ကနေတခါတည်းလှိဖြတ်ချလိုက်တယ်တဲ့ကြောက်စရာကောင်းတယ်နော်ယတတနာဒီခေတ်ဘိုးတောင်ဆိုးသေးတယ်အစိမ်းတောင်စားနေကြတယ်နော်အစိမ်းစားတဲ့ယဉ်ကျေးမှုတစ်ဖြည်းဖြည်းနဲ့ထွန်းကားလာတယ်ဒါလူလောကကြီးရဲ့ပျက်စီးခြင်းရဲ့လမ်းစာပေါ့နော်စိတ်ဓာတ်တရားခေါင်းဆောင်နေတာနော်စိတ်ဓာတ်ယုံညံ့တဲ့ကြမ်းတမ်းတဲ့လူတွေများလာလေတယ်ကျန်တဲ့လူတွေလည်းပဲအနည်းနဲ့အများတော့ရိုက်ခတ်ခံရမှာပဲဟိုကကိုလုံခြုံအောင်လုပ်ပေါ်နေကြဖို့ရှိဟုတ်လားယုံမာတဲ့လူတွေကြမ်းတမ်းတဲ့လူတွေများလာလို့ရှိရင်အကျိုးပေးတွေကလာပါနော်အဲ့ဒီအကျိုးပေးတွေကလာလို့ရှိရင်ကောင်းတဲ့လူတွေပါရိုက်ခတ်နိုင်တယ်ဟုတ်လားအခုသူအလွန်ရက်ဆက်ပေါ့နော်နွားကိုအသက်ရှိတယ်လို့တောင်သူထင်ဟမတူဘူးပေါ့နော်အနွားခင်ဗျာတခါတည်းဝိရလဲသွားတယ်ပါဇက်ထဲကသွေးတွေကပိုက်ကထွက်တဲ့ရည်တွေလို့ဒလဟောကြလာတယ်ဒါလေးသူမကြည့်ဘူးတခါတည်းအိမ်မောဒေါနဲ့မောနဲ့တက်သွားပြီးတော့မိမကိုအဲ့ဒီရှာကြီးပြစ်ပေးလိုက်တယ်ရော့ဒါကိုတခါတည်းမိကင်းနောက်ထောင်းထုတ်ပြီးတော့ကြက်ပြီးဆိုရင်စီဆန်းပြီးတော့တခါတည်းပြင်ဆိုတော့ခိုင်းတယ်အဲ့ဒါကြက်ပြီးဆိုတော့အဲ့ဒီနွားရှာပေါ့နော်ပူလောလောအဲ့ဒါကိုထမင်းနဲ့စားမယ်ဆိုပြီးတော့အဲ့ဒီနွားရှာကိုတုံးတစ်ထားတာလေးကိုသူ့ရှာပေါ်ကိုတင်လိုက်တာလေသူ့ရဲ့ရှာတခါတည်းပြတ်ကြတယ်တဲ့တူသောကျိုးကိုပေးတာ哦နော်အစွမ်းထက်တယ်နော်ကြမ်းထမ်းတဲ့စိတ်တွေရတယ်ဟုတ်လားခုတင်လေးသူကြမ်းကြမ်းထမ်းထမ်းစိတ်တွေဖြစ်နေတာအရှိန်တောင်မသေးသေးဘူးနွားရဲ့ပေါ်မှာသူဘလောက်ရဲဆက်လှုပ်လာလဲသူဘလောက်ဒီစိတ်ကြီးကဒီလောက်လုံနိုင်သည်အထိမပြင်းထန်တယ်ဆိုတော့ဘလောက်တောင်ပြင်းထန်မဲ့စိတ်ကလေးဆိုတာကိုစဉ်းစားကြည့်ပါနော်အဲ့ဒီစိတ်ကအကျိုးပေးတာပဲနော်မဲသားတုံးလဲရှာပေါ်ရောက်သူ့ရှာလည်းအရင်ကနေပြက်ကြတယ်တဲ့တခါတည်းသွေးတွေထွက်လာပြီးတော့ဘလောက်နာမလို့နော်ရှာမဖူးပေါက်တာတော့တော်တော်နာနော်ရှာကြီးတစ်ခုလုံးပြက်ကြတယ်ဆိုတော့ဘလောက်များနာမလဲဟောအဲ့တော့သူမတ်တက်ကိုမရက်နိုင်တော့ဘူးတုံးလုံးလဲပြီးတော့မနေနိုင်ဘူးဘလို့နေရတော့ဆိုတော့နွားလိုပဲဝက်ဥကုန်းပြီးတော့អော်ရတယ်တဲ့တိတိကျကျလုတ်ပြီးတော့អော်တာတော့မဟုတ်ဘူးသူ့အတန်လေးထွက်နေတော့တာနေမှာပေါ့ခံရခက်လွန်းလို့ဟုတ်လား
အဲ့ဒီလိုမျိုးအိမ်ထဲမှာသွေးတွေနဲ့မြင်မကောင်းကျူမကောင်းအနေထားယုံတွေကြမ်းကြမ်းထန်ထန်ဖြစ်နေတော့အိမ်မှာဖြစ်တဲ့လူကသူ့မှာတူဒီသားလေးရှိတယ်အဲ့ဒီသားလေးကိုသူစိုးရိမ်ဩကြည်သာအလွန်ကြမ်းထန်တဲ့မြင်ကွင်းပဲဒါဘာဖြစ်တယ်လဲမသိဘူးကြောက်လဲကြောက်မှာပေါ့နော်အဲ့ဒါနဲ့ဒကမာကြီးကဘာလုပ်တုံးဆိုတော့သူ့သားကိုငါသားမင်းဖေအလွန်ယုံပါတယ်မကောင်းတဲ့စိတ်တွေသူ့ကိုကြိုးပေးနေပြီအဲ့ဒါမင်းဒီကိုမြန်ရောက်လာမလားမသိဘူးစိတ်မချဘူးဒါကြောင့်ဒီအိမ်ကနေပြေးလို့ခိုင်းနေတဲ့ကဲလုံးမိလို့ကလှုပ်လိုက်တော့နော်အဲ့ဒါနဲ့ဒီသားလေးကမိရဲ့တိုက်တွန်းချက်ကြောင့်တခါတည်းပြေးတယ်ဘယ်ရောက်တော့ဆိုတော့တက္ကသိုလ်ပြည်ရောက်သွားတယ်တဲ့ဒါကစာထဲမှာရေးထားတော့အကျဉ်းပြရေးပြတာလည်းဖြစ်ချင်းဖြစ်မယ်ပေါ့နော်တော့ဒီဖြစ်ရဆိုကြီးတွေ့ပြီးတဲ့နောက်မှာမအေးကသားကိုတက္ကသိုလ်ပြည်ကိုပညာသင်လွှတ်တာလည်းဖြစ်နိုင်တယ်ပေါ့ဟုတ်လားအတက္ကသိုလ်ပြည်ရောက်တဲ့အခါကျတော့အဲ့ဒီကလေးကဘာလုပ်တော့ဆိုဗြိဉ္သင်ရွှေဗြိဉ္သင်တယ်အဲ့ဒါဗြိဉ္တက်ပြီးဆိုတော့ဗြိဉ္ဆရာကြီးနဲ့သမီးနဲ့ရပြီးတော့သူကအဲ့ဒီတက္ကသိုလ်ပြည်မှာပဲအခြေချပြီးတော့နေလိုက်ကြတော့တာနောက်တော့သားသမီးတွေမွေးလာတဲ့အခါကျတော့အဲ့ဒီသားသမီးတွေကဖေးရဲ့ဇာတိဖြစ်တဲ့တာဝတိကိုပြန်ပြီးတော့အိမ်တော်ကြကြဓာတ်ရှိတယ်အမေကြီးတွေပါတယ်လည်းအဲ့ဒီမှာရှိတာဟုတ်လားအဲ့ဒါနဲ့သူ့ရဲ့သားသမီးတွေကတာဝတိမှာအခြေချကြတယ်ဖေးကြီးကအဲ့ဒီခုနတုန်းကနွားသားသမားရဲ့သားတော်အသက်ကြီးပြီအဲ့ဒါသူကတော့တက္ကသိုလ်ပြည်မှာပဲကျန်ရစ်တယ်အဲ့တော့နောက်တော့သူသားသမီးတွေကမြတ်စွာဘုရားကိုအယံကြည်ညိုကြတယ်မြတ်စွာဘုရားရဲ့တပည့်တာဝကတွေဖြစ်နေကြတာအဲ့ဒါနဲ့သူ့ရဲ့အဖေကြီးကိုငါတို့ရဲ့အဖေဟာဘုရားမှမသိတရားမှမသိအသက်ကလည်းကြီးလာပြီအိုလာပြီဒါကြောင့်အကောင်းဆုံးကျေးဇူးဆက်တဲ့အနေနဲ့နော်အဖေကိုဟောဒီတာဝတိမြို့ကိုခေါ်ပြီးတော့ထားမယ်ပြီးရင်ရသော်ဘုရားကိုဖူးမြော်စီမယ်တရားတော်ကိုနာစီမယ်ဆိုပြီးတော့အသက်ကြီးကမှသားသမီးတွေကတာဝတိကိုပြန်ခေါ်ကြတာဟုတ်လားအဲ့ဒါနဲ့တာဝတိရောက်ပြီဆိုတော့ရသော်ဘုရားမှုရှိတဲ့တန်ဃာတော်တွေကိုပင့်ပြီးတော့ဆွမ်းကတ်သားသမီးတွေကပြီးတော့မြတ်စွာဘုရားကိုလျှောက်တယ်မြတ်စွာဘုရားတဲ့ဒါမြတ်စွာဘုရားကိုတပည့်တော်တို့ရဲ့အဖေအသက်ရှင်စဉ်မှာအဖေကိုရည်ရွယ်ပြီးတော့လှူတဲ့ဇီဝဘတ်နော်မိဘတွေမသေးခင်မှာမိဘတွေအတွက်သေပြီးမှရည်ယူပြီးတော့လှုပ်တာတဲ့မသေးခင်လှုပ်တာပိုကောင်းတယ်လို့ဆိုနိုင်တယ်။သူအာယုံပြုလို့ကောင်းကောင်းရတာဟုတ်။ဒါအဖေအတွက်ရည်ရွယ်ပြီးတော့အဖေအတွက်လှူပေးတာပါ။ဒါမြတ်စွာဘုရားဆုံးဖုံးပေးပြီးဆိုတော့မြတ်စွာဘုရားကိုအဖေအတွက်အနုမောဒနာတရားဟောပေးပါလို့တောင်းပန်လို့အဲ့ဒါမြတ်စွာဘုရားကအဲ့ဒီတကားကြီးကိုကြည်ပြီးတော့တရားဟောဂါထာနှစ်ပုဒ်ဟောတယ်တကားကြီးကအသက်ကကြီးလာပြီနော်တကြီးရွယ်အိုပုဂ္ဂိုလ်တွေအတွက်အလွန်ကောင်းတဲ့ဒေသနာလို့ဆိုနိုင်တယ်ပေါ့တစ်ဆက်တည်းတွေးမိတာကကျန်တဲ့လူတွေအတွက်လည်းပဲကောင်းမှာပါပဲလို့ဘာဖြစ်လို့ဆိုကျန်တဲ့လူတွေလည်းအိုးရအောင်မှာပဲလေတကြီးရွယ်အိုကဖြစ်ရမှာပဲလေနော်အဲ့ဒါမြတ်စွာဘုရားဘယ်လိုဟောပြလဲဆိုတော့ပန္တုပလာသောဝဒန္တိတိယမပုရိတာစာပိယမပုရိတာပိစတေဥပဋ္ဌိတာဩယောဂမုခေစတိဋ္ဌတိပါထိယံပိစတိနဝိဇ္ဇတိတဲ့ပထမဂါထာလေးအဓိပ္ပာယ်ဘာပြောလို့ဆိုတော့တကားကြီးတဲ့ဒါနိယခုအခါမှာတွန်တင်သည်ပန္တုပလာသောဝကျွေရတော့မဲ့တိရွက်ဝါလေးလို့အတိဖြစ်ပြီတဲ့တိရွက်လေးရင့်ပြီးတော့ဝါပြီးတော့ခဏနေရင်ကျွေတော့မယ်ကျွေကနီးတိရွက်လေးလို့ဖြစ်နေပြီတဲ့ဟုတ်တယ်တခါလေတစ်ပင်ပေါ်ကြည့်လိုက်လို့ရှိရင်တော့စိနေဆိုဆိုနုနုပြူပြူတိရွက်တွေရှိတယ်လို့တော့အရင်ကအရွက်လေးတွေကြတော့ဘလို့ဖြစ်နေတော့ဝါချင်းချင်းနဲ့ခဏနေရင်ကျွေတော့မယ်ဆိုတာမှန်းလို့ရတယ်နော်ပန္တုပလာတော့ပါတယ်ကျွေကနီးတိရွက်လေးလို့ဖြစ်နေပြီတဲ့တင့်ရဲ့အခြေအနေကယမပုရိတာပိစတေဥပဋ္ဌိတာတေသင်ဤဥပဋ္ဌိတာအနီးမှာယမပုရိတာပိစတေသင်ဤအနီးမှာယမပုရိတာပိစသေမင်းရဲ့တမန်တွေကလည်းပဲဥပဋ္ဌိတာဝမ်းရံပြီးတော့ချမ်းရနေကြပြီတဲ့သေမင်းတမန်တွေကတင်သားမှာဝမ်းရံနေကြပြီတဲ့ကြောက်တောင်ကြောက်เสียကောင်းတယ်နော်ဒီနေရာမှာသေမင်းတမန်ဆိုတာကတင်စားပြီးတော့ပြောတာပါသေခြင်းတရားကိုပြောတာပါတရားတော့မဲ့အရေးအယောင်တွေတွေ့နေရပြီမြင်နေရပြီလို့ပြောတာသေခြင်းရဲ့အရေးအယောင်တွေတင်သားမှာဝိုင်းနေပြီဒါကြည့်လိုက်ရင်သိရလေတချို့နော်သေခြင်းရဲ့အရေးအယောင်တွေဝိုင်းနေပြီ။ဩယောဂမုခေစာတိတ္တတိပျက်စီးခြင်းရဲ့တကားဝမှာသင်ရောက်နေပြီဟောပြောတဲ့စကားလေးသေချာနားထောင်နော်ဘယ်တကားဝရောက်နေပျက်စီးခြင်းရဲ့တကားဝတဲ့နော်ပါတိယံပိစတိနဝိဇ္ဇတိအဲ့လိုတမလွန်ခကြီးကိုတွားရကနီးမှာတင့်အတွက်ရိတ်ခါကလည်းမရှိသေးဘူးတဲ့
ခကြီးကတော့တော့အားတော့မယ်ဒါပေမဲ့တင့်မှာရိတ်ခါမရှိသေးဘူးတဲ့ဟောစာလေး၄ချောင်းနေပြီမလို့အလွန်ပေါ်လွင်ထင်ရှားတယ်နော်တခါကြီးတဲ့အခုချိန်မှာသင်ဟာကျွေတော့မဲ့တရွက်လို့ဖြစ်နေပြီသင်မင်းတမန်တွေကလည်းတင်သားမှာဝိုင်းဝိုင်းလဲနေပြီဆိုတော့သင်မဲ့အရေးအယောင်တွေကလည်းအကုန်လုံးတင်သားမှာမြင်နေရတယ်ပျက်စီးခြင်းရဲ့တကားဝမှာရောက်နေပြီပျက်စီးခြင်းရဲ့တကားဝတယ်နော်ဒါပေမဲ့လို့အဲ့ဒီခကြီးကိုသွားတဲ့နေရာမှာအာကိုအာရပြုရမယ်ရိတ်ခါတို့ကလည်းတင့်မှာမရှိဘူးတဲ့အဲ့ရိတ်ခါတို့ဆိုတာဘာကိုပြောအောင်ဆိုတော့ကုသိုလ်ကောင်းမှုကိုပြောတာနော်ကုသိုလ်ကောင်းမှုကိုပြောတာအဲ့တော့ဒီနေမှာဦးဇင်းတို့ဒီဂါထာလေးတွေကိုငယ်ရွယ်တဲ့လူအရန်ကြီးတေကောင်ပေါင်းလည်းမဖြစ်သေးတဲ့လူတွေလည်းပဲကိုယ့်အကိုကိုင်းညီအောင်စဉ်းစားမယ်ဆိုရင်တော့လည်းစဉ်းစားလို့ရတာပဲဒါကကိုတွေးတဲ့တွေးပေါ်မှာမူတည်တာပေါ့နော်မကားတွေဝမင်းကြီးတို့ဆိုလို့ရှိရင်ပိဋကတို့ကြားပါတယ်ဆေးပင်ပြူတပင်ပေါက်လာတာကိုတော့ခဏနေရင်သေရတော့မယ်လို့ဆိုသည်အထိသူ့စိတ်ထဲမှာထင်မှတ်တာသေမဲ့အရေးအကြောင်တွေးလိုက်တာနဲ့မနေနိုင်မထိုင်နိုင်ဖြစ်တယ်ပေါ့ဒါပေမဲ့တော်တော်နဲ့တော့သေသေးတာတော့မဟုတ်ဘူးနော်တော်တော်နဲ့မသေးသေးပေမဲ့လို့သေရမှာတော့လည်းပဲအသေးချာပဲပေါ့တော်တော်နဲ့မကြွေသေးပေမဲ့လို့လည်းကြွေရမှာတော့အသေးချာပဲပေါ့အဲ့ဒီလိုနီးနဲ့ကိုယ့်အတွက်အဝင်ဝင်ညာဖြစ်အောင်တွေးမယ်ဆိုရင်လည်းတွေးလို့တော့ရတယ်ပေါ့နော်ပြီးတော့မြတ်စွာဘုရားဘယ်လိုဆက်ပြီးတော့တိုက်တွန်းတော့ဒုတိယဂါထာသောကရောဟိဒီပမတနောခိပ္ပံဝါယမပန္တိတောဘဝနေတန္တမလောအနေကနောဒိဗ္ဗအရိယဘူမိန်ဥပေဟိတိတဲ့သောကရောဟိဒီပမတနောသောတွန်ထိုးသင်သည်အတနောမိမိရဲ့ဒီပံအာကိုရာဒီဟုသောကျွန်းကိုကရောဟိပြုလောတဲ့စောစောကစကားလေးနဲ့ဆက်ပြီးတော့တွေးရမှာနော်တခါကြီးအသင်ရဲ့အခြေအနေကကြွေတော့မဲ့တရွက်လိုဖြစ်နေပြီသိမဲ့အရေးရောင်တွေကလည်းအကုန်လုံးဝိုင်းဝိုင်းလဲနေတယ်အပြည့်စည်းခြင်းရဲ့တကားဝမှာသင်ရောက်နေပြီဒါပေမဲ့သင်အတွက်အာကိုရာရိတ်ခါကလည်းမရှိဘူးတဲ့ဒါကြောင့်မြတ်စွာဘုရားဘယ်လိုဆက်ပြီးတော့တိုက်တွန်းတော့ကိုယ့်အတွက်အာကိုအာရာပြုရမယ်ကျွန်းကိုပြုပါတဲ့ကျွန်းဆိုတာကပင်လေတဲ့သမုဒ္ဒရာထဲမှာရှိတဲ့ကျွန်းဒါကိုရည်ရွယ်တာနော်ထောက်ရတီရအာကိုအာရပြုရာကိုဖော်ညွှန်းတာပေါ့နောက်ပင်လေထဲမှာတင်ပေါ်ပြက်လို့လှေမောက်လို့နောက်လက်ပြကူပြီးတော့သွားရင်းနဲ့ကျွန်းလေးပေါ်ရောက်သွားတယ်ဆိုအော်တော်သေးဟဲ့မသေးဘူးဟဲ့အာကိုအာရပြုရတယ်ပေါ့နော်အဲ့လိုပဲကိုယ့်ရဲ့ဘဝမှာကိုယ့်အတွက်မှီခိုရာကျွန်းကိုကိုယ်တိုင်လုပ်ရမယ်တဲ့ကျွန်းကိုတီးဆောက်ပါလို့ပြောတာနော်အဲ့ဒီကျွန်းဆိုတာလည်းဘာကိုပြောတာတော့အဓိကကတော့ကုသိုလ်ကောင်းမှုကိုပြောတာပါပဲကုသိုလ်ကောင်းမှုထဲမှာမှနော်အဓိကအကြဆုံးအရာကိုပြောရရင်တော့ပညာလို့ဆိုနိုင်တယ်ပေါ့နော်မဲ့ဉာဏ်ပူဉာဏ်တို့လိုမျိုးနိဗ္ဗာန်ချမ်းသာကိုသိနိုင်မြင်နိုင်သည့်အထိအစဉ်အတန်းအလွန်မြင်မာတဲ့ဉာဏ်ကိုရခဲ့မယ်ဆိုရင်တော့ဘယ်တော့မှမပျက်စီးနိုင်တဲ့ကျွန်းပေါ်ကိုရောက်သွားတယ်လို့ဆိုနိုင်တယ်ပေါ့အာကိုအာရာအပြုအပ်ဆုံးကျွန်းပေါ့နော်အဲ့ဒါကိုဘယ်လိုဆက်ပြီးတော့မြတ်စွာဘုရားတိုက်တွန်းတော့ဆိုတော့ခိပ္ပံဝါယမပန္တိတောဘဝခိပ္ပံမြန်မြန်ဝါယမအားထုတ်လိုက်ပါတဲ့ပန္တိတောဉာဏ်ရှိသည့်ဘဝဖြစ်ပါတဲ့ဟောမြန်မြန်ဆန်ဆန်အားထုတ်ပြီးတော့အသိဉာဏ်ရှိတဲ့လူတစ်ယောက်ဖြစ်အောင်လုပ်လိုက်ပါလို့ပြောတာနော်ဒါကတော့ဒကာဓမ္မတို့ဦးဇင်းတို့အခုလုပ်နေတဲ့လုပ်ငန်းနဲ့တော့အဝင်ဝင်ကြတယ်နော်မြန်မြန်ဆန်ဆန်စူးစမ်းပြီးတော့ကိုမှန်မှန်ကန်ကန်သိတဲ့လူတစ်ယောက်ဖြစ်အောင်လုပ်လိုက်ပါလို့ပြောတာနော်ဒီစကားကအများကြီးအခြေချက်မဆိုချက်လို့မရဘူးလားရတယ်နေတန္တမလောအနေကနောတဲ့နေတန္တမလောတဲ့နော်အညစ်အကြေးတွေကိုဖယ်ထုတ်ပြီးတော့အနေကနောအညစ်အကြေးကင်းသည်ဖြစ်၍ဒိဗ္ဗံအရိယဘူမိန်ဥပိဟိတိအရိယဘူမိန်အရိယတို့သာလည်းရောက်ရဖြစ်သောဒိဗ္ဗံသုဒ္ဓဝါဒ၅ဘုံလို့ဆိုတဲ့မြင့်မြတ်တဲ့ဗြဟ္မပြည်ကိုဥပိဟိတိသင်ကပ်ရလိမ့်မယ်ရောက်ရလိမ့်မယ်တဲ့ဒါကသူအနာဂံဖြစ်အောင်ဟောတာမြတ်စွာဘုရားသူ့နော်ကိုမြန်မြန်စူးစမ်းပြီးတော့အသိဉာဏ်ရှိအောင်လှုပ်လိုက်လို့အသိဉာဏ်ရှိလာပြီဆိုလို့ရှိရင်မကောင်းမှုတွေကိုဖယ်ခွာနိုင်လိမ့်မယ်အဲ့လိုဆိုလို့ရှိရင်မကောင်းမှုဆိုတဲ့အညစ်အကြေးကင်းလိမ့်မယ်အညစ်အကြေးကင်းလို့ရှိရင်သင်ဟာဖြူရှင်တဲ့တန်ရှင်းတဲ့ပုဂ္ဂိုလ်တွေရောက်ရဘုံလို့ဆိုတဲ့နောက်သုဒ္ဓဝါဒ၅ဘုံဆိုတာရှိတယ်မြမပြည်မှာဟုတ်လားသူကအရိယာပုဂ္ဂိုလ်တွေရောက်ရတဲ့ဘုံဌာနအဲ့ဒီကိုရောက်လိမ့်မယ်လို့မြတ်စွာဘုရားသူ့ဟောတာအဲ့တော့ဒီဂါထာလေးကလည်းပဲပိဿပေါင်းသူတော်အောင်တို့သေချာစီစစ်ကြည့်မယ်ဆိုရင်ရှေ့ကဟောလိုက်တဲ့ဂါထာနဲ့အခုနောက်ဟောတဲ့ဂါထာကိုဆက်ပြီးတော့တွေးကြည့်မယ်ဆိုလို့ရှိရင်လူတိုင်းဒီတုံ့6ချားပေါ်ရာအခြေအနေကိုရင်ဆိုင်ကြရမှာဖြတ်တန်းကြမှာအဲ့ဒါကိုကိုကကြိုတင်နားလည်ပြီးတော့စောသီးတွေကစပြီးတော့အစဉ်ပြေအောင်ဘလို့စီမံထားမလဲဆိုတာရဲ့အဖြေကိုဒီထဲမှာတွေ့ရတယ်ပေါ့ဟုတ်လားအသေးရလေးတည်းရလို့ကျွေးရတော့မဲ့အနေအထားဆိုတာကယောက်ျားအောင်မှာပဲလေနော်
သေမဲ့အရေးအကြောင်းသေမင်းရဲ့တမန်တွေဝိုင်းဝိုင်းလင်းနေတာကိုလည်းကြုံကြရအောင်ပါပဲလေပျက်စီးခြင်းရဲ့တကားဝကိုလည်းဒကာဓမ္မတို့ဦးဇင်းတို့လည်းစိုက်ရောက်ကြရအောင်ပါပဲဟုတ်လားအဲ့ဒီချိန်မှာကိုယ့်အတွက်အာကိုရာရိတ်ခါမပါဘူးဆိုရင်တော့ဒါအရန်ကိုပဲတုံလုံးချောက်ချရကောင်းတဲ့အနေအထားတစ်ခုဖြစ်မယ်ပေါ့နော်အဲ့ဒီလိုမျိုးမဖြစ်အောင်ကိုယ့်အတွက်အာကိုအာရာကျွန်းကိုလောက်ရမယ်အာကိုရှာရမယ်ပေါ့အဲ့ဒီအာကိုကိုဘယ်လိုရှာရမလို့ဆိုမြန်မြန်ကြိုးစားတဲ့ခိပ္ပံဝါယာမပန္တိတော်ဘဝမြန်မြန်ကြိုးစားပြီးတော့ဉာဏ်ရှိတဲ့လူဖြစ်အောင်လုပ်တဲ့အဲ့တော့ဒါကဘာပြောတာတော့ဉာဏ်ရှိတဲ့လူဆိုတာအဓိကတော့ကိုယ်ဘဝကိုယ်ခန္ဓာရဲ့မတည်မြဲတဲ့အိဋ္ဌသဘောကောင်းမွန်တဲ့သဘောမဟုတ်ဘူးလို့ဆိုတဲ့ဒုက္ခသဘောအနှစ်သာရကင်းမဲ့တဲ့ဆိုတဲ့အနတ္တသဘောအခြေခံအဖြစ်ဒီယုံ nant ရဲ့လက္ခဏာရေးသုံးပါးကိုသိတဲ့မြင်တဲ့ဉာဏ်ကိုဒီနေရာမှာပညာရှိတယ်ဒီဉာဏ်ရှိရင်ပညာရှိတယ်လို့အဓိကနားလည်ရမှာပေါ့ဒါကိုရင်းချအောင်ပွားများလို့မဲ့အစဉ်ဖို့အစဉ်ရောက်ခဲ့မယ်ဆိုတော့ဒါကတော့အတိုင်းထက်အလွန်ဉာဏ်ပညာရှိတဲ့ပုဂ္ဂိုလ်ဖြစ်သွားရောသူကတော့စိတ်ချရတယ်ပေါ့နော်အဲ့တော့မြန်မြန်ကြိုးစားပြီးတော့ဉာဏ်ရှိသူဖြစ်အောင်လုပ်ပါဆိုတာလေးကနော်အများကြီးပြောစရာတွေရှိရနော်ဉာဏ်ရှိသူဖြစ်ဖို့အတွက်နှင်းနှင်းကွေးကွေးလှုပ်လို့မပြောဘူးနော်သူကခိပ္ပံဝါယာမမြန်မြန်ကြိုးစားလို့ပြောတယ်ဒါကအဲ့ဒီတကားကြီးကမကြခင်မှာပဲပျက်စီးတော့မဲ့အနေအထားကြောင့်မို့လို့မြတ်စွာဘုရားမြန်မြန်လို့ပြောတာလို့ထင်မဲ့ဆိုရင်ထင်ကောင်းစရာရှိတယ်ဒါပေမဲ့အဲ့လိုတော့ပြောလို့တော့မရအားလုံးအတွက်လည်းပဲမြတ်စွာဘုရားမြန်မြန်လို့ပဲဟောတာများတယ်နော်ဘာဖြစ်လို့လဲဆိုတော့နော်အခွင့်အရေးကဘယ်ချိန်ပြည့်စည်မယ်ဆိုတာဘယ်သူမှမသိနိုင်လို့တော့ငယ်တဲ့လူကိုလည်းမြတ်စွာဘုရားနှိမ့်နှိမ့်လို့တော့မပြောဟုတ်လားအမြန်မြန်ပဲပြောတယ်နော်အခုလောဆယ်ဦးဇင်းတို့နာဂသုတ်တံဆိုတာကိုဟောပြနေတယ်အဲ့ဒီထဲမှာမရောက်ဘူးတဲ့ရက်ဒေတာကိုရောက်အောင်သွားရမယ်ဆိုတဲ့အင်္ဂါရက်တစ်ခုပါတယ်အဲ့ဒါမရောက်ဘူးတဲ့ရက်ဒေတာဆိုတာဘာလဲနိဗ္ဗာန်ချမ်းသာကိုပြောတာတဲ့အဲ့ဒီမရောက်ဘူးတဲ့ရက်ဒေတာကိုရောက်အောင်သွားရမယ်ဆိုတဲ့နေရာမှာဘယ်ပုံဘယ်နည်းသွားရမလဲဆိုတော့မြတ်စွာဘုရားအဲ့ဒီထဲမှာတန်ခိပ္ပင်ညီဝဂန္ဓာဟောတိမြန်မြန်သွားရမယ်လို့ခိပ္ပင်ညီဝအစောတလျင်ဆိုတဲ့အသုံးတော်ကိုသုံးတယ်ပေါ့နော်ခုလက်ဒီမှာဦးဇင်းတို့ခိပ္ပံဝါယာမပန္တိတော်ဘဝမြန်မြန်အားထုတ်ရမယ်တဲ့ဉာဏ်ရှိတဲ့လူတယောက်ဖြစ်အောင်မြန်မြန်အားထုတ်ရမယ်တလုံးချင်းစီမှာလေးနဲ့တဲ့အတိတ်ပဲတွေးစရာတွေအများကြီးရှိရနော်အဲ့လိုမျိုးကိုစူးစမ်းမယ်ဆိုလို့ရှိရင်နိဋ္ဌန္တမလောအညစ်အကြေးတွေကိုပယ်ထုတ်နိုင်လိမ့်မယ်တစတစနဲ့အညစ်အကြေးတွေကိုပယ်ထုတ်နိုင်မှများလာလို့ရှိရင်အလင်္ကနနဲ့အညစ်အကြေးကင်းတဲ့လူတယောက်ဖြစ်မယ်တဲ့နော်အဲ့လိုအညစ်အကြေးကင်းမယ်ဆိုလို့ရှိရင်အရိယဘူမိတ်ရှုရှင်တန်ရှင်းတဲ့အရိယပုဂ္ဂိုလ်တို့သာလင်လာရရောက်ရဖြစ်တဲ့ဒိဗ္ဗံနော်အဲ့ဒီသုဒ္ဓဝါဒ၅ပုံဆိုတဲ့ဗြဟ္မပြည်ကိုဥပိဟိတိသင်္ကာရလိမ့်မယ်တဲ့ဂါထာလေးနှစ်ပုဒ်နော်အဲ့ဒီဂါထာနှစ်ပုဒ်ကိုဟောလိုက်တော့အဲ့ဒီတခါကြီးကသောတာပန်ဖြစ်တယ်တဲ့သောတာပန်ဖြစ်တယ်ကျန်တဲ့ပုဂ္ဂိုလ်တွေမှာလည်းပဲအများကြီးအကျိုးရှိတယ်ပေါ့အဲ့ဒါနဲ့နောက်နေ့ရောက်တော့သားတွေသမီးတွေကအားမရသေးဘူးတော့သူတို့ကတော့ဘယ်လိုတရားတို့တရားမြတ်တွေရထားတယ်ဆိုတာကိုတော့စာထဲမှာတော့မတွေ့ရသေးဘူးပေါ့နော်နောက်နေ့အဲ့ဒါဘုရားမှုရှိတဲ့တန်ဃာတွေကိုထပ်ပင်ပြီးတော့ဆွန့်ကပ်ပြန်တယ်စမုံပေးပြီးပြီဆိုတော့သူတို့အဖေကိုပဲဥတည်ပြီးတော့မြတ်စွာဘုရားကိုရှောက်ပြန်တယ်မြတ်စွာဘုရားဒါတပည့်တော်တို့ရဲ့ဖခင်ကြီးကိုရည်ရွယ်ပြီးတော့ဆွန့်ကပ်တာပါအဲ့ဒါစမုံပေးပြီးပြီဆိုတော့အဖေအတွက်တရားဟောပေးပါဦးလို့ထပ်ပြီးတော့ခိုင်းတယ်အလွန်လိမ်မာတဲ့ဉာဏ်ရှိကြတဲ့သားသမီးတွေလို့ဆိုရမယ်နော်အဲ့ဒါနဲ့မြတ်စွာဘုရားကထပ်ပြီးတော့ဂါထာနှစ်ပုဒ်ထပ်ဟောတယ်အဲ့ဒီဂါထာနှစ်ပုဒ်ကလည်းပဲအရင်နေ့ကဟောခဲ့တဲ့ဂါထာနှစ်ပုဒ်နဲ့အဓိပ္ပာယ်ကတော့အတူတူပဲလို့ပြောလို့ရတယ်ဒါပေမဲ့ဝဟရနေရာမှာအတူမရှိကျွမ်းကျင်တော်မူတဲ့အတွက်ကြောင့်မြတ်စွာဘုရားဘလို့လေးအပြောင်းလဲလုပ်ပြီးတော့ဟောထားတယ်လေစိတ်ဝင်စားစရာကောင်းတယ်နော်ဥပနိဒဝယောစဒါနိတိတံပယာတောတိယမတ္တတန္တိကံဝါသောတိနတ္ထိအန္တရာပါထေယံပိစတိနာဝိစတိတဲ့ပထမဂါထာနော်အရင်နေ့ကပြောတာကတော့သင်ဟာကြွေတော့မဲ့တေးရွက်လေးတေးရွက်လိုဖြစ်နေပြီသင်မင်းတမန်တွေကသင်သားမှာဝိုင်းဝိုင်းလည်နေပြီပျက်စီးခြင်းရဲ့တကားဝကိုသင်ရောက်နေပြီသင်မှာရိက္ခာတို့ကတော့မရှိသေးဘူးအဲ့ဒီနေရာမှာဒီဂါထာလေးကိုဟောတာဒါကြတော့ဘယ်လိုပြောပြတော့ဥပနိဒဝယောစဒါနိတိတကားကြီးတဲ့သင်ဟာအခုချိန်မှာအရွယ်တွေလွန်ခဲ့ပြီတဲ့ဟာနော်ဘောရဲ့နောက်ဆုံးအရွယ်ရောက်နေပြီနုပြိုတဲ့တန်မာတဲ့အရွယ်တွေဘာပြောကုန်ခဲ့ပြီအရွယ်တွေလွန်ခဲ့ပြီတဲ့ဟာမလွန်သေးလည်းလွန်ရအောင်ပါပဲနော်လွန်ရတယ်ဆိုတော့လည်းကံကောင်းမှလွန်ရမှာနော်တချို့အရွယ်မလွန်ခင်သေကြတာလည်းရှိတယ်ဟုတ်လားအေးဥပနိဒဝယောစဒါနိတိသင်ရဲ့အရွယ်ဟာလွန်ခဲ့ပြီတဲ့နောက်ဆုံးအရွယ်ရောက်နေပြီတံပယာတုတ္တိယမတ္တတန္တိကံယမတ္တသေမင်းရဲ့တန္တိကံထံကိုတံပယာတော့သင်ဟာတရွေ့ရွေ့နဲ့ချင်းကပ်နေရပြီတဲ့ဟောချောင်းเสียကောင်းအောင်ပြောနိုင်တယ်နော်
သေမင်းရဲ့တမန်တွေကတင့်ကိုဝိုင်းဝိုင်းလည်နေပြီလို့မနေ့ကပြောခဲ့တဲ့ဂါထာတွေကအလှုပ်ပါတာအခုကကျတော့ဘလို့ဖြစ်နေတော့သေမင်းဒီကိုတင်ဟာတရွေ့ရွေ့ချင်းကပ်နေရပြီတဲ့ယမတ်တသေမင်းရဲ့တန်တိကအထံကိုတံပရာတော်တီဟောနေရတယ်ချင်းကပ်နေရတယ်ရောက်တော့မယ်တဲ့ဝါတော်တီနတ္တိအန္တရာနော်အန္တရာအချားသည်အန္တရာအချား၌ဝါတော့နားပြီးတော့နေရချင်းဆိုတာနတ္တိမရှိဘူးတဲ့ဒီစကားလေးကတော့နည်းနည်းလေးရှင်းပြကြလို့လေနော်တင့်အတွက်နော်လန်ခုလက်အချားမှာနားပြီးတော့နေရတယ်ဆိုတာမျိုးမရှိဘူးတဲ့ဆိုကြပါစို့ဗဂတိခီးသွားတယ်ဆိုတာကမောလို့ရှိရင်နားလို့ရတယ်နော်ရောက်ခါနီးမှာခဏလောက်နားအောင်မယ်ဆိုနားလို့ရတယ်နော်အချားကာလလေးမှာနားမယ်ဆိုရင်နားလို့ရတယ်နော်တေကောင်မောလည်းဖြစ်လို့ခဏနေသေးတော့မဲ့လူတယောက်ကိုတေရင်တရားကိုခဏဆိုင်မှာအောင်ကျုပ်နားပါအောင်မယ်လို့လုပ်လို့မရဘူးဒါကိုပြောတာသူကနော်ခဏလေးနေပါအောင်လို့ခွင့်တောင်းလို့မရဘူးနားနေချိန်မရှိဘူးပေါ့နော်ဂျားကာလဆိုတာမရှိဘူးသေပြီဆိုတာနဲ့တန်းပြီးတော့ကံစီမာယာဘဝတစ်ခုကိုရောက်ရမယ်ပေါ့အဲ့ဒီကြတော့မှကောင်းမြတ်တဲ့အမှုတွေကိုပြုပြီးတော့အများကြီးပြင်ဆင်ခြင်းပါသေးတယ်ဆိုလို့အချိန်မရဘူးဘောဆိုလိုတာကနော်ဝါသောတိနတ္တိအန္တရာဂျားကာလမှာနားဖို့ဆိုတာမရှိဘူးဆိုတာတောက်လျှောက်ဒါတွေကဆက်ပြီးတော့ဖြစ်သွားမယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာဒီဥစ္စာကတော်တော်လေးနဲ့တယ်လို့အရင်ထင်ပါတယ်နော်ဒါကတေဂာနီအနေထားလေးကိုမှန်းကြည့်ပြီးတော့ဒီအဓိပ္ပာယ်လေးတွေကိုနားထောင်မှပို့ပြီးတော့ပုံပေါ်မယ်ဟုတ်လားအရွယ်တွေကလွန်ခဲ့ပြီသင်မင်းဒီကိုတရွေ့ရွေ့နဲ့ချင်းကပ်နေရပြီဟုတ်လားကြားထဲမှာနားဖို့ဆိုတာအချိန်မရှိဘူးဒလဇက်ကြီးဒီခီးကိုသွားနေရတယ်ဒါပေမဲ့သင်ကိုကြည့်လိုက်တော့ရိတ်ခါရှိလားဆိုတော့မရှိဘူးတဲ့ပါတိယပိစတိနာဝိစီတိအဲ့ဒါတော့ပြန်ပါလာတယ်ရိတ်ခါလည်းမရှိဘူးဒါကြောင့်ထပ်ပြီးတော့မြတ်စွာဘုရားတိုက်တွန်းတယ်သောကရောဟိဒီပမတနောခိပ္ပဝါယမပန္တိတောဘဝနေဒန္တမလောအနေကနောနပုဏ္ဏဇာတိစရံဥပေဟိတိကိုယ့်ရဲ့မိခိုရာအားထားရာကျွန်းကိုလောက်ပါမြန်မြန်ဆန်ဆန်အားထုတ်ပြီးတော့အသိဉာဏ်ရှိတဲ့လူတယောက်အမှန်သိတဲ့လူတယောက်ဖြစ်အောင်ကြိုးပမ်းပါဒါဆိုလို့ရှိရင်အညီအကျေးတွေကိုဖယ်ထုတ်ပြီးတော့အညီအကျေးကင်းတဲ့လူတယောက်ဖြစ်လိမ့်မယ်အဲ့လိုအညီအကျေးကင်းမယ်ဆိုလို့ရှိရင်နပုဏ္ဏဇာတိစရံဥပေဟိတိဇာတိစရံနော်ပုဏ္ဏဆိုတပံပေါ့နော်ဇာတိစရံမွေးဖွားရတဲ့အဖြစ်အိုမင်းရတဲ့အဖြစ်ကိုနဥပေဟိတိဘယ်တော့မှသင်ရောက်မှာမဟုတ်ဘူးတဲ့အဲ့ဒါတော့ယဟန္တာဖြစ်အောင်ဟောတာလို့ဆိုတယ်တဲ့ဟောခုနတော့ကသူကအညီကြီးကင်းလို့အညီကြီးမရှိဘူးဆိုရင်သင်ဟာအရိယာတို့ရဲ့ပြောချင်ရာနော်သုဒ္ဓဘာသာ၅ဘုံကိုရောက်လိမ့်မယ်လို့ပြောတာအခုကကြတော့သင်ဟာအညီကြီးကင်းသွားလို့ရှိရင်တပံဇာတိနော်အိုရတယ်ဆိုတဲ့မွေးဖွားရတယ်ဆိုတဲ့အိုရတယ်ဆိုတဲ့ဇာတိစရာသဘောကိုသင်ထပ်ပြီးတော့ရောက်เสียအကြောင်းမရှိဘူးဆိုတာဟောအတန်စရာဇေယျတစ်ခါတည်းပြတ်သွားမယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာပေါ့နော်အဲ့တော့ဦးဇင်းတို့ဒီနေရာမှာပြောရင်တာကမြတ်စွာဘုရားရဲ့နော်စကားအသုံးနှုံးပေါ့နော်တလုံးချင်းစီကိုတည်တည်ချာချာစစ်စစ်ပေါက်ပေါက်လေ့လာကြည့်မယ်ဆိုလို့ရှိရင်တကယ်ထိတ်လန့်စရာကောင်းတဲ့အခြေအနေကိုထိတ်လန့်တဲ့စိတ်ဖြစ်အောင်မြတ်စွာဘုရားဟောပြနိုင်တယ်ဆိုတာလေးပါပဲဟုတ်လားခုသုံးလုံးသွားတာကချုံပြီးတော့ပြောမယ်ဆိုရင်တခါကြီးသေတော့မယ်တင့်အတွက်အာဟုကလည်းဘာမှမရှိဘူးလို့ပြောလိုက်ဖို့ပါပဲဟုတ်လားသို့တော်တေဂာနီအနေအထားလေးကိုအများကြီးပုံပေါ်အောင်ပြောတာပေါ့နော်အဲ့ဒီအခြေအနေလေးတွေကထိတ်လန့်မှုတန်ဝေကကိုရနိုင်စရာအကြောင်းရှိတယ်ပေါ့ဒါကြောင့်ဒီဂါထာလေးကိုအရင်ကပြောခြင်းတယ်ဆိုတာအဲ့ဒါကိုပြောတာဟုတ်လားအဲ့ဒါနဲ့အဲ့ဒီဂါထာလေးနှစ်ပုဒ်ကိုနောက်ဒုတိယနေ့မှာဆက်ပြီးတော့မြတ်စွာဘုရားဟောပြတော့တခါကြီးကအနာဂံဖြစ်တယ်တဲ့ဟောနောက်အနာဂံဆိုတော့ဒေါသလုံးဝမရှိတော့ဘူးကာမရာဂတွေဘာတွေမရှိတော့ဘူးနောက်ဘဝတဏနည်းနည်းပဲကြံတော့တယ်ပေါ့ဒါသိရင်ပြမဖြစ်မှာအဲ့ဒီတခါကြီးကဟုတ်လားအဲ့တော့ဒါကဘယ်မှာပါတော့လို့ဆိုလို့ရှိရင်ဦးဇင်းတို့မလဝတ်ထဲမှာသူ့ကိုမှတ်တမ်းတင်ထားတာသူအညီအကြီးဆိုတဲ့စကားလေးဒီဂါထာထဲမှာပါလို့မလဝတ်ထဲကိုထည့်ထားတာဟုတ်လားဒါကြောင့်ဦးဇင်းတို့ပြေတဲ့ပေါင်းတော်အောင်တို့ဒီဓမ္မပဒပါဠိတော်မှာလာရှိတဲ့နော်ဂါထာလေးတွေပါဠိကဗျာလေးတွေဟာနော်ဘဲစုံတောင်းစုံရှုထောင့်စုံကနေပြီးတော့မြတ်စွာဘုရားဟောတာနော်တွေ့ကြုံရတဲ့ဒီအခြေအနေအရက်ရက်ကိုပဲအခြေခံအကြောင်းခံပြီးတော့ဟောတဲ့ဒေသနာဖြစ်တဲ့အတွက်ကြောင့်နော်ဒေသနာတွေကအယောင်မျိုးစုံနဲ့ပန်းပုံလိုဖြစ်နေတယ်ပေါ့အယောင်မျိုးစုံအနံ့မျိုးစုံနော်ဟောတော့သူကအခြေခံအကြောင်းတရားမတူညီတာတွေကိုပဲအခြေခံပြီးတော့ဟောတဲ့ဒေသနာဖြစ်လို့ပေါ့ဟုတ်လားနောက်သောတော်ကဟောတဲ့ဒေသနာနဲ့ခုဟောတဲ့ဒေသနာနဲ့အဓိပ္ပာယ်ချင်းတူလားမတူနော်တန်ခါဖြစ်လာတဲ့တန်ကြီးဟာတန်ကိုပဲပြန်ပြီးတော့ဖြည့်ဆည်းတယ်လို့ကိုယ်ကဖြစ်လာတဲ့မကောင်းမှုကကိုယ်ပဲပြန်ပြီးတော့ဒုက္ခပေးတယ်ဒါဖြစ်ရတဲ့အဝံကုန်ကြဖြစ်အောင်ဟောတာပေါ့နော်အခုကကြတော့တေဂာနီအနေထားကိုရောက်နေတဲ့အ
အသက်အရွယ်ကြီးရင်တဲ့ပုဂ္ဂိုလ်ကိုဟောတဲ့ဒေသနာဖြစ်တဲ့အတွက်ကြောင့်နော်အခြေအနေဆိုကခဏနေရင်တွေ့တော့မယ်ဘာမှပြင်ဆင်ထားတာလည်းမရှိဘူးဒါကြောင့်မြန်မြန်စူးစမ်းလိုက်ဒါသူ့အတွက်လိုအပ်တဲ့ထိရောက်တဲ့အရာကိုပြောထားတယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်ဒါကအသက်ကြီးတဲ့လူတွေအတွက်လို့တည်းအသေးပြောလို့တော့လည်းမရဘူးလို့အရင်ထင်တယ်နော်အောင်ဆိုငယ်တဲ့လူတွေကကြိုးပြီးတော့တိထားမယ်ဆိုရင်ပိုတောင်းကောင်းသေးတယ်ဟောတော့ဒီအခြေအနေဆိုကြီးကကိုလည်းပဲရောက်အောင်ပါမယ်လေဟုတ်လားစောတော်စီတွေကပို့ပြီးတော့တိထားတယ်ဆိုလို့ရှိရင်ဒါပို့ပြီးတော့ကိုယ့်အတွက်နော်အခွင့်အရေးပို့ပြီးတော့ရှိတာပေါ့နော်အဲ့တော့ဒီနေ့ဘာဘူးလို့ဦးဇင်းကဒီဓမ္မပဒဂါထာလေးတွေကိုပြောခြင်းစိတ်ပေါက်ရတော့ဆိုတော့ဓမ္မပဒဂါထာလေးတွေကိုဦးဇင်းတို့ကိုယ်၌ကလည်းပဲအများကြီးသဘောကျတယ်ပေါ့ဒါကြောင့်မလို့ခက်ငယ်ငယ်တုန်းကစပြီးတော့ဒီဓမ္မပဒဂါထာတွေကိုအများကြီးအလွတ်ရအောင်ကြက်ဖူးတယ်ပေါ့ဒီပြင်စာတဲ့ဒီဓမ္မပဒဂါထာတွေကိုပို့ပြီးတော့စိတ်ထဲကနှစ်သက်တယ်ပေါ့အဲ့ဒါနေ့လည်တုန်းကစာအုပ်တုပ်ကိုဖတ်လိုက်တော့အဲ့ဒီဓမ္မပဒအကြောင်းတွေကိုရေးထားတယ်ရေးထားတော့တော်တော်အစင်လာကြီးတဲ့ဒီဓမ္မပဒဂါထာတွေပါလားလို့အဲ့တော့ဒီတရားအထုတ်ကြတဲ့နောက်တရားဓမ္မတွေထဲမှာငယ်ရွယ်တဲ့လူတွေပါတယ်နော်အဲ့တော့အဲ့ဒီလူတွေအတွက်နည်းနည်းဟောခြင်းစိတ်ပေါက်သွားတယ်ပေါ့ဒါလေးတွေကိုဆက်ပြီးတော့လေ့လာစေခြင်းတော့နော်အဲ့ဒီဓမ္မပဒနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ဘာသာတွေအသီးသီးပြန်ထားတာတွေရှိတယ်အများကြီးပြန်တာကဘာမှာအများကြီးပြန့်တယ်ပေါ့ဒီကျမ်းစာလေးอ่ะတယောက်ဆိုလို့ရှိရင်ဘယ်လိုပြောတာတော့ဆိုရင်ဘယ်အချိန်မှာပဲဖြစ်ဖြစ်ဒီစာအုပ်လေးတေးသေးလေးတော့ဘာမှရှိရှိဝေးဟောထားတာလည်းမဟုတ်တူတူလေးတွေကြီးပဲဒါပေမဲ့ဘယ်အချိန်ပဲဖြစ်ဖြစ်လှမ်းကြည့်လိုက်ဒီစာအုပ်ကိုမျက်စိရှိရောက်နေတဲ့အပိုက်ကိုဖတ်လိုက်ဘာလို့မရွေးချယ်ပဲနဲ့တွေ့တဲ့အပိုက်ကိုဖတ်လိုက်ရင်ကိုပဲကိုယ့်အတွက်ရှုထောင့်တစ်မျိုးမျိုးကနေပြီးတော့နော်အသိဉာဏ်ကိုရသေးတာတော့၎င်းငြိမ်းအေးမှုကိုရသေးတာတော့၎င်းဟုတ်လားအကျက်တည်မင်္ဂလာရှိဖို့တော့၎င်းကောင်းတာတစ်ခုခုတော့ तू ကပေးကိုပေးမယ်အဲ့ဒါကိုပြောတာအဲ့ဒါကိုကတကယ်လို့အစာအဆုံးစနစ်တကျလေ့လာမယ်ဆိုရင်ဘယ်ဟာလေးကတော့ငါနဲ့အရန်တိုက်ဆိုင်တယ်ဒါလေးကတော့ကောင်းလိုက်တာအဲ့လိုမျိုးဖြစ်မယ်ဆိုရင်ဒါကိုအရကျက်ပြီးတော့မြန်စောင့်ထားမယ်ဆိုရင်အများကြီးကျိုးရှိနိုင်တယ်ပေါ့နော်တခါတလေဦးစင်းကစဉ်းစားတာပေါ့နော်တချို့ရွတ်ကြတာဖတ်ကြတာတွေဝါသနာပါတာရှိအဲ့ဒါတွေမကောင်းဘူးလို့မဆိုလိုပါဘူးတချို့ရွတ်နေကြတာတွေကနားမလည်ပဲနဲ့ရွတ်နေကြတာတွေရှိတယ်နော်တချို့ကြတော့လည်းပဲအစီဝါဖြစ်တယ်ဘေးကင်းတယ်ရန်ကင်းတယ်ဆိုတဲ့မျှော်မှန်းချက်လေးနဲ့ကြိုးကြတာကောင်းပါတယ်ကောင်းတဲ့အလုပ်ပါပဲဟုတ်လားသို့တော့ဒီလိုအနှစ်အသားရှိတာလေးတွေကိုရအောင်ကြည့်ပြီးတော့စဉ်းစားဆင်ခြင်ဖို့ရွတ်ကြပဲဖတ်ကြမယ်ဆိုရင်ဒါကပို့ပြီးတော့အဓိပ္ပာယ်ရှိမယ်လို့ထင်တယ်ပေါ့နော်အချိန်ကုန်ရတာချင်းအတူတူဒါကပို့ပြီးတော့တန်ဖိုးပိုကြီးမယ်လို့ထင်တယ်ပေါ့ဟုတ်လားဟောဆိုတော့ဒါနားလေပြီးတော့မှကြိုက်ပြီးတော့မှရွတ်မှာဟုတ်လားဦးဇင်းတို့နိဒာနဘဂတန်ယုတ်ပါဠိတော်ထဲမှာနဲ့တူပါရဲ့ဝိဇ္ဇာပစ္စယသင်္ခါရပစ္စယဝိညာဏအစရှိတဲ့ပြိဿသမုပ္ပါဒေသနာတော်ပေးတယ်လို့သိရနော်အဲ့ဒါကိုမြတ်စွာဘုရားကယဟန်တော်တစ်ပါးကရွတ်နေတာအဲ့ဒီဟာကိုရွတ်တာရွတ်တော့မြတ်စွာဘုရားချီးမွမ်းတာဟုတ်တယ်တဲ့ရွတ်ချင်လို့ရှိရင်အဲ့ဒါမျိုးရွတ်ရတယ်ပေါ့ဒါအလွန်အကျိုးစီးပွားနဲ့ဆက်ရှင်တယ်ပေါ့ပြိဿသမုပ္ပါဘာလို့မြတ်စွာဘုရားအဲ့ဒါကိုရွတ်ခိုင်းတယ်လဲရွတ်ဆိုရင်းနဲ့လေးနဲ့တဲ့အဓိပ္ပာယ်တွေကိုနားလည်ပြီးတော့ဘဝတန်တရားကလွတ်မြောက်တဲ့အထိကောင်းကျိုးချမ်းသာကိုရသွားစေနိုင်လို့ဒါမြတ်စွာဘုရားအဲ့ဒီထဲမှာတိုက်တွန်းထားတဲ့နောက်အခြေအနေကိုအကဲခတ်ရတာကဘေးရန်ကင်းဖို့ဆိုတဲ့ရည်ရွယ်ချက်လောက်နဲ့စီးပွားဖြစ်ထွန်းဖို့ဆိုတဲ့ရည်ရွယ်ချက်လောက်နဲ့ရွတ်ခိုင်းတာတော့လုံးဝမဟုတ်ဘူးဟုတ်လားဘဝရဲ့အကြောင်းခန္ဓာရဲ့အကြောင်းကိုမှန်မှန်ကန်ကန်နားလည်ပြီးတော့ဒီဆင်းရဲလာတဲ့အနေအထားကနေပြီးတော့လွတ်မြောက်ဖို့ဆိုတဲ့ရည်မှန်းချက်နဲ့နာနဲ့ရွတ်ခိုင်းတာပဲဟုတ်တယ်မဟုတ်လားအဲ့တော့အဲ့ဒီပရိစ္ဆေသမုပ္ပါဒေသနာတွေဆိုတော့ရတဲ့လူများပါတယ်နော်အခုဒီကာထာလေးတွေကြတော့တစ်မျိုးတစ်ပါလားနော်ထူးခြားတဲ့သဘောစမ်းကြည့်တဲ့သဘောတချို့ကကြတော့လည်းပဲအနုပညာဆန်းဆန်းလှလှပပလေးပြောတာလေးတွေလည်းရှိတယ်လက်စုံတောင်းစုံကတော်တော်စိတ်ဝင်စားစရာကောင်းတယ်ပေါ့နော်အဲ့တော့ဒီဓမ္မပဒပါဠိတော်နဲ့ပတ်သက်ပြီးတော့အဲ့လိုလေးတွေနော်ပြောခြင်းလို့လည်းပဲဒီကာထာလေးတွေကိုပြောဖြစ်တယ်ပေါ့နော်အဲ့တော့ဦးဇင်းတို့ပြောရင်းနဲ့တဏှာကြီးပြည်တော့မယ်နော်အဲ့တော့ဒီကနေ့ပြောလိုက်တဲ့အကြောင်းအရာကဘာတော့ဓမ္မပဒပါဠိတော်မှာလာရှိတဲ့ကာထာလေးတွေအထူးသဖြင့်မလဝက်မှာလာရှိတဲ့ကာထာ၅ဘုတ်တောင်ဦးဇင်းပြောလိုက်တယ်ဟုတ်လားအသက်ကြီးတဲ့ဒကာကြီးတွေဒကာမကြီးတွေအတွက်နောက်ပိုင်းလို့ပြောလို့ရတယ်ဟုတ်လားတန်ခါဖြစ်လာတဲ့တန်ကြီးဟာတန်ကိုပဲပြန်ပြီးတော့ဖြည့်ဆည်းတယ်လို့ကိုယ်ကဖြစ်လာတဲ့မကောင်းမှုဟာကိုယ်ပဲပြန်ပြီးတော့ဒုက္ခပေးမယ်ဆိုတာကတော့ကြီးသုံးငယ်သောနော်မရွေးစဉ်းစားဆင်ခြင်ကြကောင်းတယ်ပေါ့နော်အဲ့တော့ဘာပဲပြောမြတ်စွာဘုရားရဲ့တရားဒေသနာတွေကိုနာရတယ်ကြားရတယ်ဆိုတာအများကြီးစိတ်ကိုအေးချမ်းစေတယ်
နော်အတိအမြင်တစ်မျိုးထူးထူးခြားခြားမိမိတန်တန်မှာဖြစ်ပေါ်စေတယ်ဒါကြောင့်တရားအထုတ်နေတဲ့အချိန်မှာလည်းပဲကြိုးကြားနော်တရားဒေသနာတွေကိုနာတာစိတ်ကိုကောင်းမြတ်တဲ့အကြောင်းလည်းတစ်ခုအနေနဲ့လည်းပဲအားအင်တစ်မျိုးဖြစ်စေမယ်လို့ထင်တယ်ဟုတ်လားအေးဒါကြောင့်ပိဋကပေါင်းတော်အောင်တို့သည်အပမဒဆိုတဲ့တတိယလက်ကင်ထားပြီးတော့မြတ်စွာဘုရားဆုံးမထားတဲ့အဆုံးအမများနဲ့အညီနော်ကျင့်ကြံကြိုးကိုအထုတ်ပြီးတော့နောက်ဆုံးမဉ္ဇဉ်ဘုညမျက်နှိပ်ပံကိုမျက်မှောက်ပြုနိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့ဒီကနေ့ပိဋကပေါင်းတော်ကောင်းတို့ကြိုးစားအထောက်ကြရသောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစွတ်စွတ်တို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဉ္ဇဉ်ဘုညမျက်နှိပ်ပံကိုလျင်မြန်ထုတ်ချောက်မျက်မှောက်ပြုပါရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်းဘုညမျက်နှိပ်ပံကိုလျင်မြန်ထုတ်ချောက်မျက်မှောက်ပြုပါရစေကုန်သောဟုပတ္တနာအောင်စုပြုကြ